ဘတော်ရဲ့ကောင်းစဉ်ကဘာလဲဆိုတော့မုန်တိုင်းများရဲ့အထက်မှာပြန်ဝဲသူ soaring above the storms မုန်တိုင်းများရဲ့အထက်မှာပြန်တန်းသူအဲ့တော့တမန်ကျမ်းစာထဲမှာကြည့်လိုက်တဲ့အခါမှာမုန်တိုင်းနဲ့ပတ်သက်ပြီးတော့အမျိုးမျိုးတွေ့ရတယ်အဲ့တော့ဒီနေ့ကျွန်မဒီနေရာမှာတော့မုန်တိုင်းနဲ့ပတ်သက်တဲ့နော်မတူညီတဲ့မုန်တိုင်း၃မျိုးအကြောင်းကိုဝင်ခါမှာဖြစ်တယ်သို့တော့မုန်တိုင်းလို့ပြောပြီးဆိုရင်သူကဘာကိုပုံဆောင်နေတယ်လဲဆိုတော့ဒုက္ခဆင်းရဲခြင်းအခက်အခဲပြဿနာမထမတ်ထားတဲ့မမျှော်လင့်ထားတဲ့ပြဿနာတွေကိုသူကရည်ညွှန်းနေခြင်းဖြစ်တယ်ဒါကြောင့်ဒီနေ့ကျွန်တော်တို့ယေရှုခရစ်တော်နောက်ကိုလိုက်တဲ့အခါမှာသခင်ယေရှုခရစ်တော်ကငါနောက်ကိုလိုက်တဲ့သူတိုင်းအခက်အခဲပြဿနာမရှိဘဲနဲ့အစဉ်ပြေရမယ်လို့ယေရှုမပြောထားဘူးသခင်ယေရှုပြောတဲ့အရာကဘာလဲဆိုတော့ငါနောက်ကိုလိုက်တဲ့အခါမှာကိုကားတိုင်းကိုထမ်းပြီးတော့ငါနောက်ကိုလိုက်ရမယ်အခက်ခဲတွေရှိနိုင်တယ်စိန်ခေါ်မှုတွေရှိနိုင်တယ်ဒါပေမဲ့ယေရှုကဒီလိုပြောတယ်ငါကလောကကိုအောင်သောဖခင်ရှင်ဖြစ်တယ်ဟာလေလုယာဒါကြောင့်ငါ၌တည်သောသူကအသီးသီးနိုင်တဲ့အခွင့်ရမယ်ငါ၌တည်သောသူရဲ့အတ္တကပြိုလဲခြင်းမရှိဘူးလို့ဒီနေ့ဖခင်ကပြောထားပါတယ်ဒါကြောင့်ဒီနေ့နှုတ်ကပတ်တော်ကိုဒီနေ့လေ့လာတဲ့အခါမှာမုန်တိုင်းနဲ့ပတ်သက်တဲ့အရာကိုကျွန်တော်တို့လေ့လာကြမှာဖြစ်တယ်ပြဿနာအခက်အခဲတွေထဲမှာဘယ်လိုမျိုးပြဿနာရဲ့အထက်မှာထိုဘုရားသခင်နဲ့အတူပြန်တမ်းမလဲဆိုတဲ့နေရာမှာကိုနှုတ်ကပတ်တော်အားဖြင့်ကျွန်တော်တို့ကဒီနေ့ဆင်ခြင်နော်ဒီနှလုံးသွင်းကြမှာဖြစ်ပါတယ်အဲ့တော့ဒီနေ့တမန်ကျမ်းစာတွေကိုကြည့်လိုက်တဲ့အခါမှာမုန်တိုင်းနဲ့ပတ်သက်ပြီးတော့ပထမဦးဆုံးမုန်တိုင်းကဘာမှတွေ့ရလဲဆိုတော့ကျွန်မနော်ယောနာရဲ့ကြုံတွေ့ရတဲ့မုန်တိုင်းနဲ့ပတ်သက်ပြီးတော့နော်ယောနာဝတ္ထုခန်းကြီး1ခန်းငယ်4ကနေ16မှာတွေ့ရတယ်အဲ့တော့ယောနာနဲ့ပတ်သက်တဲ့မုန်တိုင်းကိုကျွန်မအသေးစိတ်တော့မပြောတော့ဘူးမင်းတို့ယောနာကိုဒီနေ့ဘုရားသခင်ကသူ့ရဲ့နှုတ်ကပတ်တော်ကိုပြန်လည်ပြီးတော့ပြောဖို့ရန်အတွက်ပရောဖက်တစ်ပါးအနေနဲ့ဘုရားကသူ့ကိုတာဝန်ချထားတယ်ခေါ်ထားတယ်လူတွေရဲ့အတ္တထဲမှာဘုရားသခင်ပြောစေခြင်းတဲ့စကားကိုယောနာကပြောရတဲ့တာဝန်ရှိတယ်အဲ့တော့တရက်တော့ဘုရားကသူ့ကိုဘယ်ကိုသွားခိုင်းလဲဆိုတော့နိနေဝေမြို့ကိုသွားခိုင်းတယ်သွားပြီးတော့မှနိနေဝေမြို့ကိုဘုရားချက်စီးတော့မယ်ဆုံးမခြင်းရောက်တော့မယ်ဆိုတဲ့အရာကိုပြောခိုင်းတဲ့အခါမှာသူကနိနေဝေမြို့ကိုမသွားဘဲနဲ့ဘယ်မြို့ကိုသွားလဲဆိုတော့တာရှုမြို့ကိုသွားတယ်အဲ့တော့အဲ့ဒီသွားတဲ့လမ်းမှာဘာဖြစ်လဲဆိုတော့မုန်တိုင်းထန်တဲ့ကိစ္စကျမတို့အားလုံးယောနာနဲ့ပတ်သက်တဲ့နှုတ်ကပတ်တော်ကိုခဏခဏကြားဘူးတဲ့အတွက်ကြောင့်မို့ကျွန်မအသေးစိတ်ပြန်မပြောတော့အဲ့တော့မုန်တိုင်းထန်တဲ့အချိန်မှာယောနာကဘယ်နေရာမှာရောက်နေတယ်လဲဆိုတော့သင်္ဘောအောက်ထဲမှာရှိတဲ့ one bite ထဲမှာသူကအေးဆေးဆေးအိတ်နေတယ်ဆိုတော့အဲ့မှာရှိနေတဲ့သင်္ဘောထဲမှာလိုက်ပါကြတဲ့သင်္ဘောသားတွေကအစဟာသူတို့ရဲ့ဖခင်အသီးသီးကိုခေါ်ပြီးတော့မှကဲပါမုန်တိုင်းကိုရက်ပေးပါဆိုပြီးတော့တောင်းပန်ပေမဲ့မုန်တိုင်းကမရက်တဲ့အခါမှာနောက်ဆုံးဘသူရဲ့ဖခင်ကြံသေးတယ်လေဆိုတဲ့အရာကိုလိုက်ရှာတော့သင်္ဘော one biteထဲမှာအိတ်နေတဲ့ယောနာဆိုတဲ့ပုဂ္ဂိုလ်တယောက်ရဲ့ဖခင်တော့ကြံပါပဲဆိုပြီးတော့ယောနာကိုသွားပြီးတော့မှခေါ်နိုးတယ်နောက်ဆုံးယောနာကဘာပြောလဲဆိုတော့ငါ့ကိုပင်လယ်ထဲကိုဘာလုပ်ခိုင်းလိုက်လဲပြစ်ချခိုင်းလိုက်တယ်အဲ့တော့ဒီနေရာမှာကျွန်မလေ့လာလိုက်မိတဲ့အရာတစ်ခုကဘာလဲဆိုတော့တချို့သောမုန်တိုင်းတွေကစာရန်လာတိုက်တဲ့မုန်တိုင်းမဟုတ်ဘူးဖျားလွတ်လိုက်တဲ့မုန်တိုင်းဆိုတာရှိတချို့သောပြဿနာတွေကတချို့သောစိန်ခေါ်ခြင်းတွေကကျမတို့မကြိုက်ပါဘူးလို့ခေါ်တဲ့နော်ဒီနေ့ comfort zone ထဲကရွေ့လိုက်ရတဲ့အခြေအနေတွေအားလုံးကစာရန်လာလုံနေတာမဟုတ်ဘဲနဲ့တချို့သောအချိန်မှာဖယားသခင်လှုပ်သွားတဲ့အရာရှိတယ်ဆိုတဲ့အရာကိုကျွန်မသတိထားစေချင်တယ်အဲ့တော့ဘာကြောင့်လဲဆိုတော့တခါတည်းကျွန်မတို့ရဲ့အသက်တာထဲမှာဖယားခေါ်ထားတဲ့နေရာမှာဖယားခိုင်းထားတဲ့တာဝန်တွေကိုမလုပ်ဘဲနဲ့ထွက်ပြေးပုန်းရှောင်ဖို့ရန်အတွက်ပြင်ဆင်လိုက်တဲ့အချိန်မှာရောက်ရှိလာတတ်တဲ့မုန်တိုင်းတွေဖြစ်ပါတယ်ဒါကြောင့်သတိထားမယ်တခါတည်းဖယားကငါ့ကိုဘယ်နေရာမှာထားလဲဘာအတွက်ခေါ်ထားတာလဲဖယားငါ့ကိုဘာဖြစ်စေခြင်းတလဲဆိုတဲ့အရာတွေကိုတိကျသိရတာနဲ့ဒီစကားလုံးလေးကျွန်မပြန်သုံးမယ်နော်ယောနာဆိုရင်တိကျဖယားရဲ့ခေါ်ခြင်းကိုသိတယ်တိကျဖယားရဲ့စကားကိုနားလေတော့လဲညှင်းဆန်လိုက်တဲ့အတွက်ကြောင့်မလို့ယောနာရဲ့အတ္တထဲမှာသူမမျှော်လင့်ထားတဲ့မုန်တိုင်းတက်ရောက်လာတာဖြစ်ပါတယ်ဒါကြောင့်ဒါလေးကိုတတိယစေခြင်းနဲ့မုန်တိုင်းဆိုတဲ့အရာရောက်လာပြီဆိုရင်မကောင်းဘူးလို့အမြဲတမ်းပြောလို့မရဘူးတချို့သောမုန်တိုင်းတွေကဘုရားခင်ကျမတို့ကိုခေါ်ထားတဲ့တရားလမ်းထဲမှာပြန်ရောက်ဖို့ရန်အတွက်လမ်းပြန်တက်အောင်တွန်းပေးတဲ့မုန်တိုင်းတွေဖြစ်တတ်တယ်ဒါဆိုသင်ရဲ့တတ္တာထဲမှာအခုကြုံနေရတဲ့မိသားစုနဲ့ဆိုင်တဲ့အခက်အခဲပဲဖြစ်ငွေကြေးနဲ့ဆိုင်တဲ့အခက်အခဲပဲဖြစ်နေပါစေစင်ခေါ်မှုတစ်ခုခုကြုံတွေ့နေရတယ်ဆိုရင်ဘုရားသခင်အဲ့ဒီမုန်တိုင်းတွေကနေတင့်ကိုစကားပြောနေတယ်ဆိုတဲ့အရာကိုသတိရစေချင်တယ် come onဘယ်နာမှာရှိတဲ့သူကိုပြောပါမုန်တိုင်းတွေကနေဘုရားသခင်ကိုစကားပြောနေတယ်အာမင်ဒါကြောင့်မလို့အဲ့ဒီမုန်တိုင်းထဲမှာယောနာကရှိနေတဲ့အချိန်မှာဘုရားသခင်ကသူ့ကိုပြန်ရဖို့ယောနာကိုပြန်ရဖို့ရဲ့အတွက်မုန်တိုင်းလွတ်ပြီးတော့ခေါ်နိုးရမှာပဲငါလွတ်ပြီးတော့မျိုးခိုင်းရင်မျိုးခိုင်းရမှာပဲ
အဲ့တော့တချို့တော့ဒုက္ခတွေကကျမတို့ဘုရားသခင်နဲ့ပြန်လဲနီးစေဖို့ရန်အတွက်ဘုရားသခင်ပြင်ဆင်ထားတဲ့ဒုက္ခတွေဖြစ်တယ်ဒါကြောင့်ဒုက္ခရောက်လာတာယေရှုနာမနဲ့ထွက်ဆိုပြီးတော့မထွက်သွားတဲ့ပြဿနာဆိုရင်ကျင်းသေးတယ်ဘုရားသခင်ကသူ့စီကိုသင်ပြန်ရောက်လာဖို့ခေါ်နေတဲ့မုန်တိုင်းပဲဖြစ်ရမယ်အဲ့တော့ပြောချင်တဲ့အရာတစ်ခုကဘာလဲဆိုတော့ဒီနေ့ကျမတို့ရဲ့အသက်တာထဲမှာလမ်းကြောင်းမှန်ဖို့ရန်အတွက်ခေါ်ခြင်းထဲမှာအသက်ရှင်နိုင်စေဖို့ရန်အတွက်ဘုရားသခင်ကကျမတို့ရဲ့အသက်တာထဲမှာဒုက္ခဆင်းရဲခြင်းတချို့နဲ့ကြုံတွေ့ခိုင်းတယ်ဒါမှပဲကျမတို့ကဖခင်ရဲ့အရှိကိုပြန်လှည့်လာပြီးတော့မှငါဘာကြောင့်ဒီဒုက္ခဆင်းရဲခြင်းနဲ့ကြုံရတယ်လဲဆိုတဲ့စဉ်းစားတွေးခေါ်ဆင်ခြင်မှုပြန်ရောက်လာတယ်မဟုတ်ဘူးဆိုလို့ရှိရင်ကျမတို့သွားခြင်းတဲ့လမ်းကြောင်းပေါ်မှာပဲကျမတို့အသက်ရှင်ပြီးတော့မှဖခင်စကားကိုညှင်းဆန်ပုံကန်တတ်တဲ့သူတွေဖြစ်လာလိမ့်မယ်ဒါလေးကိုသတိရစေခြင်းနဲ့ဖခင်ရဲ့ခေါ်ခြင်းထဲမှာမနေတဲ့သူကဖခင်ရဲ့မျက်မှောက်တော်တွေကထွက်တာနဲ့အတူတူပဲဒုစရိုက်အပြစ်လုံးမှဖခင်ရဲ့မျက်မှောက်တော်တွေကထွက်တာမဟုတ်ဘူးနော်တည့်ရဲ့တတ်တာထဲမှာဖခင်တင်ကိုလှုပ်ခိုင်းတဲ့ဖခင်ရဲ့အလိုတော်နဲ့ဆိုင်တဲ့အရာတစ်ခုခုကိုတင်ကဒီနေ့မှာတင်မလှုပ်ဆောင်လိုက်ပြီဆိုရင်အဲ့ဒီအရာကတင်ဖခင်ရဲ့မျက်မှောက်တော်တွေကနေထွက်ပြီးတော့မှမိမိရဲ့စိတ်ကြိုက်တဲ့အသက်ရှင်ခြင်းဆိုတဲ့အရာကိုပြောနေခြင်းဖြစ်ပါတယ်အဲ့တော့ဒီနေရာမှာကျွန်မဒီလိုပြောတဲ့အခါမှာဒီမှာရှိတဲ့သူတွေကိုခြောက်ချားနေတဲ့နော်လာခြောက်လန့်နေတဲ့အရာတခုကိုကျွန်မပြောနေတာမဟုတ်ဘူးဘာကြောင့်လဲဆိုတော့တင်ရဲ့ခေါ်ခြင်းရှင်းနေဆိုရင်ဘုရားသခင်တင့်အတွက်ပြင်ဆင်ထားတဲ့ပန်းတိုင်ကိုတင်မြင်ကိုမြင်ရမယ်ဆိုတဲ့အရာကိုကျွန်မနားလေစေချင်တာဒါကြောင့်မလို့ဒီနေ့ကျွန်တော်တို့ရဲ့အသက်တာထဲမှာပြန်လည်ပြီးတော့စဉ်းစားဆင်ခြင်စေခြင်းနဲ့ဒီနေ့ဝိညာဉ်ရေးရာအထဲမှာကိုယ့်အနေနဲ့ဖခင်ရဲ့မျက်မှောက်တော်တွေကနေထွက်ပြီးတော့အလိုတော်ကိုမဆောင်ဘဲနဲ့တက်တောင့်တက်တာဖြစ်ဖို့ရန်အတွက်ကိုယ်အစဉ်ပြေဖို့ရန်အတွက်နေရာတနေရာကိုကိုယူထားတယ်ဆိုရင်ဒီနေ့မကြခင်မှာမုန်တိုင်းရောက်လာလိမ့်မယ်မကြခင်မှာတင်းရဲ့တက်တာထဲမှာငားမျိုးပြီးတော့အဲ့ငားရဲ့ one bite ထဲမှာအခက်အခဲအကျက်တဲနဲ့နေရတဲ့အချိန်မရောက်လာဖို့နဲ့ဘုရားသခင်တင်းကိုကြိုတင်ပြီးတော့သတိပေးတဲ့စကားဖြစ်မယ်လို့ကျွန်မယုံကြည်တယ်။ဒါဘေးနားမှာရှိတဲ့သူကိုပြောပါယောနာလိုမုန်တိုင်းမကြုံရဖို့စောစောဖခင်ရဲ့ခေါ်ခြင်းကိုပြန်လာခဲ့ပါလို့ You got to come back quickly amen မြန်ပြန်လာခဲ့ချိန်လုံးနဲ့ရိုက်မှအမြဲတမ်းဒုက္ခဆင်းရဲနဲ့အမြဲတမ်းကြုံတွေ့ရမှာဘုရားထံရောက်မယ်ဆိုရင်ဘုရားကချိန်လုံးနဲ့ရိုက်တာတို့ဒုက္ခဆင်းရဲခြင်းတို့ကိုရရရွပေးပါလိမ့်မယ်ဘာကြောင့်လဲအဲ့ဒီချိန်လုံးနဲ့ရိုက်တာ तू မသိပါဘူးတဲ့ဒုက္ခဆင်းရဲခြင်းကြောင့်တင်းရဲ့အသက်တာမရဏနိုင်ငံတဲကိုမရောက်ဘူးဆိုရင်ဘုရားခင်ကအဲ့ဒုက္ခဆင်းရဲခြင်းနဲ့တင့်ကိုပြန်ဆွဲခေါ်ပေးရမှာပဲဘာကြောင့်လဲဆိုတော့ तू ဟာကောင်းသောဖခင်ဖြစ်တယ်အာမင်ကောင်းသောဖခင်ကသားသမီးတွေအသက်တာလမ်းမလွဲစေဖို့ရန်အတွက်ဆုံးရှုံးခြင်းမရောက်စေဖို့ရန်အတွက်အမြဲတမ်းသူ့ရဲ့နီလန်းတွေနဲ့ပြန်လဲဆွဲခေါ်ပေးတဲ့ဘုရားဖြစ်နေတာ။ကြောင့်တည့်ရဲ့အသက်တာထဲမှာဒီနေ့ဒုက္ခဆင်းရဲခြင်းနဲ့ဆိုင်တဲ့မုန်တိုင်းတစ်ခုခုတွေ့ပြီးဆိုရင်နှင်ထုတ်လို့မရရင်တတိယပါအဲ့ဒါဘုရားထွက်လိုက်တဲ့မုန်တိုင်းဖြစ်တယ်။တင်လို့မယ့်အရာကဘာလို့ရမလဲ။ဒူးထောက်ပြီးတော့ကိုတော့ကျွန်တော်ပြန်လာပါပြီဆိုတဲ့နောင်တရခြင်းနဲ့ Not my will yours be done ကိုတော့အလိုတော်ပဲကျွန်တော်ရဲ့သက်တာထဲမှာပြည့်စုံပါစေကျွန်တော်ရဲ့စန္ဒကျွန်တော်ရဲ့အလိုမဟုတ်ဘူးဆိုတဲ့အရာကိုညင်ရမှာဖြစ်တယ်ကဲအဲ့တော့ဒီနေရာမှာယောနာကဘာဖြစ်လို့မလုပ်ချင်တယ်လဲဆိုတော့ तू လှုပ်လိုက်လို့အဲ့မှာရှိတဲ့သူတွေတိဆောက်เสียပြောင်းလဲเสียနောင်တရเสียဖြစ်သွားမှာဆိုလို့ तू ကမလုပ်တာလေအဲ့တော့ဒီနေ့ဒီနေရာမှာရှိနေတဲ့သူများတင်ကိုဘုရားကcell group ထဲမှာခေါ်ထားတာလည်းဖြစ်နိုင်တယ် ministry တစ်ခုခုမှာခေါ်ထားတာလည်းဖြစ်နိုင်တယ် interpreter ministry ပဲဖြစ်ဖြစ် worship ministry ပဲဖြစ်ဖြစ် children ministry ပဲဖြစ်ဖြစ်ဘုရားခေါ်ထားတယ်ဆိုရင်လုပ်ပါတတိယစေချင်တယ်လုပ်ပါတချို့သောသူတွေကမဟုတ်ဘူးငါကခံယူသောသူတက်တက်အနေနဲ့ပဲငါရှိခြင်းနဲ့ဆိုရင်ကျွန်မဒါလေးကိုသိစေခြင်းနဲ့ဘုရားသခင်ကတည့်ရဲ့အသက်တာထဲမှာရှိနေတဲ့စုကျေးဇူးတွေကိုသူ့ရဲ့ဘုန်းတော်အဖို့လို့ငါလူမြောက်များစွာကောင်းကြီးခံစားရရှိစေဖို့ရန်အတွက်ပြန်သုံးခြင်းတယ်အဲ့ဒါကိုသတိရစေခြင်းတယ်အဲ့တော့တည့်ရဲ့အသက်တာကိုပင်လေသေးလို့မဖြစ်စေခြင်းဘူးပင်လေသေးကသူ့စီမှာရေတွေစီးဝင်သွားတယ်ဒါပေမဲ့ပြန်ပြီးတော့သူကစီးထွက်ခြင်းမရှိတဲ့အတွက်ကြောင့်မလို့သူ့ထဲကိုရောက်လာတဲ့ငါးမှန်သမျှသိတယ်သို့တော့တင့်ကိုဘုရားကဘလို့ဖြစ်စေခြင်းတလဲဆိုတော့တည့်ရဲ့အသက်တာကိုဂါလိလဲအိမ်မှာရှိနေတဲ့နော်ဒီနေ့ယော်ဒန်မြစ်ကြီးလိုမျိုးနော်အဲ့လိုစီးဝင်သွားတဲ့အသက်တာလိုမျိုးဘုရားကစီးထွက်သွားတဲ့အသက်တာလိုမျိုးဘုရားကဖြစ်စေခြင်းတယ်ဘာကြောင့်လဲဆိုတော့စီးဝင်ပြီးရင်စီးထွက်တဲ့အသက်တာမရှိဘူးဆိုရင်ဒါကပြဿနာရှိတယ်ခန္ဓာကိုယ်တော်မှစားပြီးဘာပြန်လုပ်ရလဲဟယ်လိုဖတ်တာပဲမဟုတ်ဘူးလားဒါကြောင့်တည့်ရဲ့အသက်တာထဲမှာဘုရားခေါ်ထားတဲ့အရာရှိတယ်ဆိုတာကိုသတိရစေခြင်းတယ်ခေါ်ခြင်းကိုမရှောင်ပါနဲ့တယောက်နဲ့တယောက်ဘုရားသခင်ဆုကျေးဇူးပေးတာချင်းမတူပါဘူးငါကအသက်ကြီးသွားလို့ဆိုပြီးတော့ဒီနေ့ဘုရားသခင်ကအိုပယ်ဆိုပြီးတော့သူ့ကိုဘုရားเจ้าမှာမပယ်လိုက်ဘူးအဲ့ဒီအသက်ကြီးခြင်းနဲ့ဆိုင်တဲ့ဘုရားသခင်ရဲ့တည့်ရဲ့ခေါ်ခြင်းဆိုတာရှိနေဆိုတဲ့အရာကိုသတိရစေခြင်းနဲ့အသက်ငယ်ခြင်းနဲ့ဆိုင်တဲ့ခေါ်ခြင်းအတန်နဲ့ဆိုင်တဲ့ခေါ်ခြင်းဟာလေလုယာချက်ပြုတ်ခြင်းနဲ့ဆိုင်တဲ့ခေါ်ခြင်းဒါကြောင့်မလို့ဒီနေ့ဒီမှာရှိရတဲ့သူတွေကျမတို့ရဲ့အသက်တာထဲမှာဘုရားသခင်ခေါ်တဲ့အရာကဘယ်အရာလဲဆိုတာကိုပြန်လည်ပြီးတော့စဉ်းစားဆင်ခြင်စေခြင်းနဲ့စီဝင်ခြင်းရှိရမယ်စီးထွက်ခြင်းရှိရမယ်
ဒါမှသာလေဘုရားသခင်ရဲ့ဘုန်းတော်ဘုရားရဲ့ခေါ်ခြင်းတင်ရဲ့တက်တာထဲမှာတင်ရှားမှာဖြစ်တယ်ကဲအဲ့တော့ဒုတိယမုန်တိုင်းကပါလဲဆိုတော့သခင်ယေရှုကြုံတွေ့ရတဲ့မုန်တိုင်းဖြစ်တယ်သခင်ယေရှုကြုံတွေ့ရတဲ့မုန်တိုင်းဒါကိုလုကာခန်းကြီး8အခန်းငယ်22ကနေ25မှာပြန်ဖတ်ရင်တွေ့ရတယ်အဲ့တော့အဲ့ကျမ်းစာကိုကျွန်မအသေးစိတ်မပြောတော့ဘူးဒီမုန်တိုင်းကိုကြည့်လိုက်တဲ့အခါမှာဒီမုန်တိုင်းကယောနကြုံတွေ့ရတဲ့မုန်တိုင်းနဲ့မတူယောနကတော့ဘုရားရဲ့အလိုတော်ကိုမဆောင်တဲ့အတွက်ကြောင့်မလို့ဘုရားကအလိုတော်လမ်းကြောင်းမှာရောက်လာဖို့အတွက်ပြန်ခေါ်တဲ့မုန်တိုင်းသို့တော်အခုသခင်ယေရှုခရစ်တော်ဘုရားကကြတော့ခမဲတော်ဘုရားရဲ့အလိုကိုဆောင်တော်သူဖြစ်တယ်ဒါပေမဲ့သခင်ယေရှုခရစ်တော်ဘာကြောင့်မုန်တိုင်းကိုကြုံရတယ်လဲအဲ့တော့ပြန်ပြီးတော့တေချာကြည့်လိုက်တဲ့အခါမှာယေရှုခရစ်တော်ကဂါလိလဲအိုင်ကိုဖျက်တဲ့အကြောင်းရင်းကတစ်ဖက်မှာရှိတဲ့ဂါဒရပီမှာရှိတဲ့လေကောင်နဲ့ဆိုးဆွဲနေတဲ့သူကိုလွတ်ချင်းပေးဖို့ရန်အတွက်တယောက်တော့သူအတွက်သူကအဲ့ဒီကမ်းကိုဖျက်ကူးတဲ့ကိစ္စဖြစ်ပါတယ်အဲ့တော့ဒီနေရာမှာဒီမုန်တိုင်းထန်စေတဲ့အရာကတော့ရန်သူစာတန်ပဲဖြစ်ရမယ်ဘာကြောင့်လဲဆိုတော့ခမဲတော်ရဲ့အလိုကိုဆောင်ဖို့အတွက်ယေရှုကအလိုတော်လမ်းကြောင်းထဲမှာသွားနေတဲ့အခါမှာအဲ့ဒီအလိုတော်ထဲကနေရရှိလာမဲ့လွတ်မြောက်ခြင်းအဲ့အလိုတော်ထဲကရရှိမဲ့မာနရဲ့မျိုးရိုးတွေပြိုကျခြင်းဆိုတဲ့အရာမှာဖြစ်ဖို့ရန်အတွက်ယေရှုနဲ့အတူတကွပါလာတဲ့တပည့်တော်တွေကအစာကြောက်လန့်သွားစေဖို့ရန်အတွက်မုန်တိုင်းထန်တဲ့ကိစ္စဖြစ်တယ်။သင်ဟာဖခင်ရဲ့အလိုတော်လမ်းကြောင်းထဲမှာအသက်ရှင်နေဆိုရင်လည်းမုန်တိုင်းရောက်လာတတ်တယ်။ဟာပြေးမလွတ်ပါလား။ဟုတ်တယ်ပြေးမလွတ်ဘူးမုန်တိုင်းထဲမှာဒီနေ့ကျမတို့ကိုဖခင်သခင်ကပြေးမလွတ်ပဲနဲ့မုန်တိုင်းကိုခဏခဏကြုံခိုင်းနေဆိုတဲ့အရာကဘာကြောင့်လို့ထင်လဲ။ဒါလေးကိုအမြဲတမ်းသတိရပါ။မုန်တိုင်းမရှိဘဲနဲ့ကျွမ်းကျင်တဲ့သင်္ဘောပဲ့ကန်ရှင်ဆိုမပေါ်လာအောင်ဒါကြောင့်မလို့ကျွမ်းကျင်တဲ့သင်္ဘောပဲ့ကန်ရှင်ဆိုတာဘယ်အချိန်မှပေါ်လာတယ်လဲဆိုတော့မုန်တိုင်းရှိတဲ့နေရာကိုဖြတ်သွားလိုက်တော့မှပဲကျွမ်းကျင်တဲ့သင်္ဘောပဲ့ကန်ရှင်ဆိုတဲ့အရာကပေါ်လာတာပဲဒီလိုပဲမုန်တိုင်းရှိမှပဲမုန်တိုင်းရဲ့အထက်မှာဘလို့ပြန်တန်းအောင်မလဲဆိုတဲ့အရာကိုကျမတို့ကသဘောပေါက်မှာဖြစ်တယ်အာမင်ဒါကြောင့်ဒီနေ့တမန်ကျမ်းစာထဲမှာကြည့်လိုက်တဲ့အခါမှာယေရှုခရစ်တော်အဲ့လိုသွားတဲ့အချိန်မှာတဲ့ကြီးစွာသောလေမုန်တိုင်းကတက်ရောက်လာတယ်အဲ့တော့လေမုန်တိုင်းပြင်းထန်တဲ့အတွက်ကြောင့်မလို့တပည့်တော်တွေကဘာလုပ်ကြလဲယေရှုကျွန်တော်တို့သေတော့မယ်ကျွန်တော်တို့ကိုကယ်ပါဆိုပြီးတော့ယေရှုကိုအော်တယ်သို့တော့ယေရှုကဘာလုပ်နေလဲဆိုမုန်တိုင်းထဲမှာဘာလုပ်နေလဲယေရှုကအိတ်နေတယ်ယောနာလည်းမုန်တိုင်းထဲမှာအိတ်နေတာပဲဒါပေမဲ့ယောနာထလာတဲ့အခါမှာတော့ယောနာကဘာပြောလဲဆိုတော့ကျွန်တော်လုပ်တဲ့အမှားအတွက်ကျွန်တော်ကိုပင်လယ်ထဲမှာပြစ်ချလိုက်ပါလို့ပြောတယ်သို့တော့ယေရှုကကြတော့ခမဲတော်ရဲ့အလိုတော်ကိုစောင့်နေတဲ့အချိန်မှာမုန်တိုင်းထန်တဲ့အတွက်ကြောင့်မလို့ယေရှုကတော့နိုးလာတဲ့အချိန်မှာဘာလုပ်လဲသူ့ရဲ့ခန္ဓာကိုယ်ကိုပင်လယ်ထဲမှာပြစ်ချလိုက်ပါဆိုပြီးတော့ယောနာလိုမပြောဘူးသူဘာလုပ်လဲဆိုတော့လေနဲ့ပင်လယ်ကိုဆုံးမတယ်မတူဘူးနော်ဖခင်ရဲ့အလိုတော်လမ်းကြောင်းထဲမှာမရှိတဲ့အခါမှာဒီလောကရဲ့ဒုက္ခဆင်းရဲခြင်းထဲမှာသင်ဟာပြိုလဲတက်ပြီးတော့ဖခင်ရဲ့အလိုတော်လမ်းကြောင်းထဲမှာသင်ကမုန်တိုင်းကိုကြုံဆုံရပြီဆိုရင်တော့မုန်တိုင်းရဲ့အထက်မှာနေရတဲ့အခွင့်နဲ့သင်ကိုဖခင်ကအောင်နိုင်ရတဲ့အခွင့်ကိုဖခင်ရှင်ကပေးတာဖြစ်တယ်မတူဘူးအာမင်အဲ့တော့ဒီနေ့ဖခင်ကနော်ဒီနေ့ဆောင်စေခြင်းနဲ့အလိုတော်ကိုယေရှုခရစ်တော်ဆောင်တဲ့အခါမှာတစ်ဖက်မှာကြုံလာရတဲ့မုန်တိုင်းတွေကြောင့်မလို့ယေရှုနဲ့အတူတူလိုက်တဲ့တပည့်တော်တွေအားလုံးကသူတို့ထဲထဲမှာကြောက်ရွံ့နေတယ်သူတို့ထဲထဲမှာတုန်လှုပ်နေတယ်သူတို့ရှေ့ဆက်ဖို့ရန်အတွက်သူတို့မသွားခြင်းလောက်တဲ့အထီကိုဖြစ်လာတယ်အသက်အနည်းနဲ့ရင်ဆိုင်ရတဲ့စိန်ခေါ်မှုတွေဖြစ်လာတဲ့အတွက်ကြောင့်မလို့တော်ပါပြီကွာဆိုပြီးတော့နော်လက်လျှော့လိုက်ခြင်းတဲ့အချိန်မှာဒီနေ့သခင်ယေရှုခရစ်တော်ကတော့မဟုတ်ဘူးမင်းတို့မှာယုံကြည်ခြင်းတစ်ခုပဲလိုတယ်အဲ့ဒီယုံကြည်ခြင်းကမုန်တိုင်းရဲ့အထက်မှာပြန်တန်းစေနိုင်တဲ့တကောအခွင့်အာဏာကိုပေါ်ထွက်စေလို့ယေရှုခရစ်တော်ကသူတို့ကိုသင်ပေးတယ်မုန်တိုင်းကြုံတဲ့အခါမှာနည်းနည်းလေးသဘောပေါက်ဥပမာပေးရမယ်ဆိုလို့ရှိရင်အခုကျမတို့ကျမ်းစာထဲမှာသိပါတယ်ရှမ်းဆုံဆိုရင်သူထောင်ထဲကိုရောက်တယ်ထောင်ထဲရောက်ချင်းဆိုတာမုန်တိုင်းတစ်မျိုးပေါ့ဒါဒီခေတ်နဲ့ပြဿနာနဲ့ရှင်တွဲပြီးတော့နားလည်အောင်ပြောပြတာထောင်ထဲကိုရှမ်းဆုံရောက်သွားတဲ့အကြောင်းရင်းကဘာကြောင့်ရောက်တာလဲမိမလိုက်စားလို့ရောက်တာဟယ်လို right ဒါပေမဲ့ယောသက်လည်းထောင်ထဲကိုရောက်တယ်ဒါပေမဲ့ယောသက်ထောင်ထဲကိုဘာကြောင့်ရောက်တာလဲသူ့ကိုလာလိုက်စားနေတဲ့မိမကိုရှောင်ပြီးထွက်ပြေးလို့ထောင်ထဲကြတယ်ထောင်ထဲရောက်တာချင်းတော့တူတယ်မုန်တိုင်းအတိုက်ခံရခြင်းတော့တူတယ်ဒါပေမဲ့အရင်မြင့်မတူဒါကြောင့်အရင်မြင့်မတူဘူးဆိုရင်ဆိုလိုတဲ့ຢာကသင်ဟာဖခင်ရဲ့အလိုတော်လမ်းထဲမှာသင်ကလိုက်နေတဲ့၍သင်ရဲ့အသက်တာထဲမှာမုန်တိုင်းကိုခြေပွားအောက်မှာနင်းနိုင်တဲ့ခုံကိုဖခင်ရှင်ကပေးမှဖြစ်တယ်ဘလောက်ပဲကြုံပါစေအဲ့ဒီခက်ခဲခြင်းကငွေချင်းနဲ့ဆိုင်တဲ့ခက်ခဲခြင်းလည်းဖြစ်နိုင်တယ်ဖခင်ရဲ့အလိုတော်ကိုရွေးပြီးတော့မှနော်ငါဖခင်ရဲ့အလိုတော်ထဲမှာပဲငါအသက်ရှင်မယ်ဆိုတဲ့ငွေချင်းနဲ့ဆိုင်တဲ့ဆုံးဖြတ်ချက်လည်းဖြစ်နိုင်တယ်ဒါမှမဟုတ်အိမ်အောင်နဲ့ဆိုင်တဲ့ဆုံးဖြတ်ချက်လည်းဖြစ်နိုင်တယ်ပညာရေးနဲ့ဆိုင်တဲ့ဆုံးဖြတ်ချက်လည်းဖြစ်နိုင်တယ်စီးပွားရေးနဲ့ဆိုင်တဲ့ဆုံးဖြတ်ချက်တစ်ခုခုဖြစ်နိုင်တယ်ဒါပေမဲ့ဖခင်ရဲ့အလိုတော်လမ်းထဲကိုသင်ကရှောက်လိုက်လို့ကြုံတွေ့သွားရတယ်ဆိုရင်ဖခင်ကတာဝန်ယူတယ်
အာမင်တမန်ကျမ်းစာထဲမှာပြန်ပြီးတော့ကြည့်လိုက်တဲ့အခါမှာကျွန်မအရန်သဘောကျတဲ့နော်အရာတစ်ခုကဘာလဲဆိုသခင်ယေရှုခရစ်တော်ကားတိုင်းပေါ်ကိုရောက်တဲ့အချိန်မှာသူ့ရဲ့ဘေးနားမှာဘယ်သူနဲ့ဘယ်သူရှိလဲတခိုးနဲ့ဓမြနဲ့ရှိတယ်ကားတိုင်းဆိုတဲ့အရာကိုကျွန်တော်တို့တန်ဖိုးထားကြလားတန်ဖိုးထားတယ်ကားတိုင်းဆိုတာကအမှန်တော့အရင်တုန်းကအရင်ခေတ်တုန်းကကားတိုင်းကိုသူတို့ပြင်ဆင်တဲ့အရာကဘာကြောင့်လဲဆိုတော့တကယ့်ကိုစိုးသွမ်းတဲ့လူဆိုးတွေပြစ်မှုကြီးမားတဲ့သူတွေကိုတတ်ဖို့ရန်အတွက်ချထားတဲ့နေရာဖြစ်ပါတယ်အဲ့တော့ဒါကြောင့်မလို့ဒီနေ့သခင်ယေရှုခရစ်တော်ကားတိုင်းပေါ်ကိုတက်သွားတယ်ဆိုတဲ့အရာကယေရှုစိုးနေလုံးလို့တက်သွားတာမဟုတ်ဘူးယေရှုကစိုးနေတဲ့သူတွေရဲ့အပြစ်ကိုယူသွားဖို့ရန်အတွက်ကားတိုင်းပေါ်ကိုတက်တာအဲ့တော့ကားတိုင်းရောက်တာချင်းတော့တူတယ်ဒါပေမဲ့တခိုးနဲ့ဓမြလှုပ်ဆောင်တဲ့ပုံစံလိုမျိုးယေရှုကကားတိုင်းပေါ်ကိုတက်သွားတာမဟုတ်ဘူးအဲ့တော့ဒါနောက်ထပ်ဥပမာတစ်ခုပေါ့ဒါကြောင့်ကျွန်တော်တို့ရဲ့အသက်တာထဲမှာဒုက္ခဆင်းရဲခြင်းတွေစိန်ခေါ်ခြင်းတွေရောက်လာပြီဆိုရင်ဘေးနားမှာရှိတဲ့သူကိုဒါကသူတခိုးဖြစ်နေလို့ဒါကသူနော်ဓမြဖြစ်နေလို့ဒီလိုမျိုးမုန်တိုင်းထန်တယ်လို့သင်သွားပြောလို့မရအောင်တချို့သောသူတွေကယေရှုလိုမျိုးအလိုတော်ကိုဆောင်ဖို့အတွက်ကားတိုင်းပေါ်တက်ရတဲ့အရာတွေရှိတယ်ဒါခါတည်းကျွန်တော်တို့ဘေးနားမှာရှိတဲ့သူတွေကိုအရန် judge လုပ်တတ်ကြတယ်ဟုတ်လားအော်သူနေမကောင်းတာဘာကြောင့်လဲအသင်းဦးဆရာကိုပြစ်မှားလို့အဲ့လိုလာလိုက်သေးတယ်သူနေမကောင်းတာဆေးဖို့တဖို့ခိုးစားလို့သူ့ရဲ့တက်တာထဲမှာရှိနေတဲ့နော်ငွေကြေးနဲ့ဆိုင်တဲ့ကောင်းကြီးမင်္ဂလာတွေဘာလို့ဆုံးရှုံးလဲအော်သူကဒီလိုလိုက်လောက်တာအဲ့တော့ဘေးနားမှာရှိတဲ့သူကိုဘယ်တော့မှ judge မလုပ်ပါနဲ့အသင်းတော်ဟာတယောက်နဲ့တယောက်တရားဆင်ရမယ့်နေရာမဟုတ်ဘူးအသင်းတော်ဟာတယောက်နဲ့တယောက်မိတ္တဟာရဖွဲ့ရမယ့်နေရာဖြစ်တယ်တယောက်ကိုတယောက်အားပေးရမယ့်နေရာဖြစ်တယ်တယောက်ကိုတယောက်တီးဆောက်ရမယ့်နေရာဖြစ်တယ်တယောက်ကိုတယောက်ချစ်ချင်းမြတ်တာနဲ့ထွေးပွေးရမယ့်နေရာဖြစ်တယ်ဒါကြောင့်တစ်ဖက်လူရဲ့အားနည်းချက်ကိုတွေးပြီးဆိုအမြဲတမ်းတရားစီရင်ဖို့ရန်အတွက်ကျမတို့ကကြည့်ရှုရမှာမဟုတ်ဘူး။ကဲဒါကြောင့်မလို့ဒီနေ့တမန်ကျမ်းစာထဲမှာပြန်ကြည့်လိုက်တဲ့အခါမှာကျမအရန်သဘောကျတဲ့အရာတစ်ခုကဘာလဲဆိုတော့ရှင်ပေတရုကိုထောင်ထဲမှာဖမ်းထည့်ထားတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ကျမအဲ့ဒါလေးကိုပြန်ပြီးတော့စဉ်းစားဆင်ခြင်မိတယ်။ရှင်ပေတရုထောင်ထဲကြားတဲ့ကိစ္စကဒူးဆိုင်နဲ့ဆိုင်တဲ့အပြစ်ကိုကျူးလွန်ခဲ့လို့ထောင်ထဲကြားတာမဟုတ်ဘူး။ဘာကြောင့်လဲဆိုတော့အဲ့မှာရှိတဲ့အဂရိပမင်းကြီးကယူဒလူမျိုးတွေကိုမျက်နှာသာပေးပြီးတော့မှယေရှုနောက်ကိုလိုက်နေတဲ့တပည့်တော်တွေကိုတပ်ပြပေးဖို့ရန်အတွက်သူပြင်ဆင်တဲ့အချိန်ကာလတစ်ခုပေါ့ဒါကြောင့်မလို့တတိဖန်လဲတည်ပြီးပြီးရင်ယာကုပ်လည်းခေါင်းဖြတ်ပြီးတော့တည်ပြီးအဲ့တော့တည်ပြီးတဲ့အချိန်လေးမှာပဲပေတရုကိုဖမ်းပြီးတော့နောက်တစ်ရက်မှာပေတရုကိုတပ်ဖို့ရန်အတွက်ပြင်ဆင်ထားတာအဲ့လိုပြင်ဆင်တဲ့အချိန်မှာပေတရုကပြစ်မှုကျူးလွန်ထားလို့မဟုတ်ဘူးနော်ဖခင်ရဲ့ဧဝံဂေလိတရားကိုငြိမ်ငြိမ်သက်သက်နဲ့ဟောရင်းနဲ့ထောင်ထဲအကြခံရတဲ့ကိစ္စဒီမုန်တိုင်းကယေရှုအတိုက်ခံရတဲ့မုန်တိုင်းလိုမျိုးပေါ့နားလည်အောင်ပြောပြနေတာပါဘာကြောင့်လဲဆိုတော့ကျမတို့ဘေးနားမှာရှိနေတဲ့သူတွေပြဿနာကိုကြည့်ပြီးတော့ယေရှုတိုက်တဲ့မုန်တိုင်းလားယေရှုတိုက်ခံရတဲ့မုန်တိုင်းလားယောနာအတိုက်ခံရတဲ့မုန်တိုင်းလားဆိုတော့သိဖို့ဒါမှသာလေသူကိုဘယ်လိုဆွတောင်းပေးရမလဲသူကိုဘယ်လိုအားပေးရမလဲသူကိုဘယ်လိုဆွဲခေါ်ရမလဲဆိုတဲ့အရာကိုကျမတို့ဉာဏ်ပညာရှိနဲ့ပိုင်းခြားနိုင်မှာဖြစ်တယ်အာမင်အဲ့တော့အဲ့ဒီအချိန်မှာပေတရုကထောင်ထဲကိုရောက်တဲ့အခါမှာသူ့ကိုတဲ့စစ်သည်ရဲ့16ယောက်နဲ့စောင့်ကြက်တယ်တဲ့လူတယောက်ကို16ယောက်နဲ့စောင့်ကြက်တယ်ဆိုတဲ့ကိစ္စကဒါတော်ယုံတန်ယုံအမှုတစ်ခုတော့မဖြစ်နိုင်ဘူးပြီးရင်တန်ကြိုးတစ်ကြိုးနဲ့ခြိတာမဟုတ်တန်ကြိုးနှစ်ကြိုးနဲ့ပေတရုကိုခြိတယ်တဲ့ပြီးရင်ပေတရုကိုထောင်ထဲမှာထည့်ထားတဲ့အခါမှာတန်ကြိုးနှစ်ကြိုးနဲ့ခြိထားတော့လဲဘယ်နဲ့ညာမှာတဲ့စစ်သည်ရဲ့2ယောက်ထပ်ပြီးတော့စောင့်ထားသေးတယ်တဲ့ပြီးရင်အဲ့ဒီထောင်ရဲ့အဝတက်မှာဘာရှိသေးလဲဆိုတော့ထောင်တကဝကိုစောင့်နေသူတွေလည်းထပ်ပြီးတော့ချထားသေးတယ်တဲ့သို့တော့အံ့ဩစရာကောင်းတဲ့အရာတစ်ခုကအခုနယေရှုနဲ့အမြဲတမ်းလိုက်နေတဲ့တရေပေါ်ကြောင်နဲ့ပေတရုအခုနယေရှုမုန်တိုင်းထမ်းပြီးဆိုရင်ကျွန်တော်တို့ကိုကယ်ပါအောင်ကျွန်တော်တို့သေတော့မယ်ဆိုပြီးတော့အော်တက်တဲ့ပေတရုကအခုထောင်ဆိုတဲ့မုန်တိုင်းတဲကိုရောက်တဲ့အခါမှာပေတရုဘာလုပ်နေဆိုအဲ့ဒီအဆောင်2ယောက်ရဲ့ဂျားထဲမှာတဲ့တန်ကြိုး2ကြိုးချီခံထားရတဲ့ပေတရုကအားရပါရအိတ်နေတယ်အမှန်တော့မနဲ့ပြန်သူကောင်းဖြတ်တတ်ခံရတော့မယ့်ကိစ္စဒါဆိုရင်အခုပေတရုကဘာဖြစ်သွားတာလဲအထဲထဲမှာယုံကြည်ခြင်းဆိုတဲ့အရာကြီးထွားလာတဲ့အရာဝိညာဉ်ပိုင်းဆိုင်ရာမှာအရင်တုန်းကနဲ့မတူတော့တဲ့ပြဿနာတွေကိုမြင်တဲ့အမြင်ပြောင်းသွားတယ်ဆိုတဲ့အရာကိုပြောနေတာပဲတခါတည်းကျမတို့ကပြဿနာကိုမြင်ပြီးဆိုစိတ်တက်ကြတတ်ကြတယ်မိသားစုထဲမှာမမြင်ချင်တဲ့နော်ဒီနေ့အခက်အခဲပြဿနာတွေပေါ်ပေါက်လာပြီဆိုလို့ရှိရင်ဖခင်ကို complain တက်ကြတယ်အခုဒီနေရာမှာပေတရုကဖခင်ကို complain မတက်ဘူးကိုတော့တရားကိုဟောနေနေကျွန်တော်ကိုဘာကြောင့်ထောင်ထဲချတာလဲလို့ပေတရုမပြောဘူးပေတရုတကယ့်ကိုပြင်းထန်ပါတယ်ဆိုတဲ့စိန်ခေါ်မှုတွေမှာပေတရုအိတ်နိုင်တယ်ဒါကြောင့်ဒီနေ့ဒီမှာရှိတဲ့သူတွေကိုကျွန်မပြောချင်တယ်ဒုက္ခပြဿနာထဲမှာအိမ်မောကြနိုင်တဲ့သူတွေဖြစ်ဖို့ဘုရားခင်တင့်ကိုအလိုတော်ရှိတယ်
ဘလို့လူတွေကဒုက္ခပြဿနာထဲမှာအိမ်မောကြနိုင်လဲငါဖခင်ကငါ့ကိုအရင်တုန်းကကယ်ခဲ့တယ်အခုလည်းငါ့ကိုတာဝန်ယူသူအနာဂတ်မှာကယ်မယ်ဆိုတဲ့အရာကိုသဘောပေါက်တဲ့သူကမုန်တိုင်းထဲမှာအိတ်နိုင်တယ်တနည်းအားဖြင့်ဖခင်တတ်နိုင်တယ်ဆိုတဲ့အရာကိုသဘောပေါက်တဲ့သူဖခင်ရဲ့ဂျေဇုတော်ကိုပြန်လဲဆင်ခြင်တတ်တဲ့သူကမုန်တိုင်းထဲမှာအသာလေးအိတ်နိုင်တယ်ဟာလေလုယာကဲတော့ဒီနေရာမှာကြည့်လိုက်တဲ့အခါမှာပေတရုကဘလောက်တောင်မှယုံကြည်ခြင်းအားကြီးဆိုအိတ်နေတယ်အဲ့တော့အိတ်နေတဲ့အချိန်မှာဖခင်ကဘာလို့ဆိုကောင်းကင်တမန်ကိုလွတ်ပြီးတော့မှသူ့ကိုခေါ်နှိုးခိုင်းပြီးတော့ထောင်ထဲကထုတ်ရတယ်တဲ့ဖခင်အလိုတော်လမ်းထဲမှာရှိတဲ့သူအတွက်ဖခင်သခင်ရဲ့ထွက်မြောက်လမ်းဆိုတာအမြဲတမ်းရှိနေတယ်အာမင်သို့တော့ကိုယ့်ရဲ့အလိုလမ်းထဲမှာလိုက်ပြီးတော့ကိုကြုံရတဲ့ပြဿနာဆိုလို့ရှိရင်ကိုယ့်ဘာကိုတာဝန်ယူဖို့အတွက်ဖခင်သခင်ကအလိုရှိပြန်တယ် responsibility လို့ခေါ်တဲ့တာဝန်ယူတာဝန်ခံခြင်းကိုဘုရားသခင်ကသင်ပေးတယ်။ကဲဒါကြောင့်မလို့အခုဒီမှာရှိနေတဲ့မိသားစုများကိုကြုံတွေ့နေရတဲ့မုန်တိုင်းတွေကနေထွက်ပြေးဖို့အတွက်မစင်စားကြပါနဲ့။အဲ့တော့ကိုကြုံတွေ့နေရတဲ့မုန်တိုင်းကဇနီးမောင်နဲ့နှစ်ယောက်ကြားထဲမှာရှိတဲ့မုန်တိုင်းဖြစ်နိုင်တယ်။ကဘာပေါ်မှာအပြင်းထန်ဆုံးသောမုန်တိုင်းကဇနီးမောင်နဲ့နှစ်ယောက်ကြားထဲကမုန်တိုင်းပဲ။ကိုရဲ့ခင်မွန်းတွေကကိုနာကြအောင်ပြောလာတဲ့စကားလေးဖြစ်နိုင်တယ်။ဇနီးတွေကမယိုမသေးပြုလာတဲ့အပြုအမူလေးဖြစ်နိုင်တယ်။ဒါပေမဲ့အဲ့ဒီမုန်တိုင်းပြင်းထန်သွားလို့မုန်တိုင်းနဲ့ဆိုင်တဲ့ပစ္စည်းယူရင်းခြင်းတွေကိုပြန်လဲပြုပြင်ဖို့ရန်အတွက်တာဝန်ယူဖို့ရတဲ့ဘုရားသခင်ကအလိုတော်ရှိတယ်တာဝန်မယူဘဲနဲ့ထပ်ပြေးပုန်းရှောင်ဖို့ရန်အတွက်တော့ဘုရားသခင်ကအလိုတော်မရှိဘူးဥပမာတစ်ခုကိုပြောရမယ်ဆိုလို့ရှိရင်ကိုရဲ့ဇနီးတွေကိုနာကျင်အောင်ကိုရဲ့ခင်မွန်းတွေကိုအမျက်ဒေါသထွက်အောင်ကိုလှုပ်လိုက်တယ်ဆိုရင်တာဝန်ယူတာဝန်ခံမဲ့ပုံစံကဘယ်လိုပုံစံဖြစ်နိုင်လဲတော့တောင်းမှန်လေဟယ်လိုပြန်လဲပြီးတော့တက်မြတ်ဖို့ရန်အတွက်ပြင်ဆင်ရမှာလေဒါကြောင့်ဘုရားကဘာပြောလဲဆိုမင်းငါ့ကိုကိုးကွယ်ဖွင့်အတွက်လာတဲ့အခါမှာတဲ့မင်းဘေးနားမှာရှိတဲ့ညီကိုနဲ့မင်းအစင်မပြေဘူးဆိုအရင်ဦးဆုံးတက်မြတ်အောင်မင်းပြန်သွားလုပ်လိုက်အောင်တဲ့ပြန်တက်အောင်လုပ်လိုက်ပြန်ပြီးတော့ပြေလည်အောင်လုပ်လိုက်တောင်းပန်စရာရှိတာပြန်တောင်းပန်လိုက်ပြီးမှငါစီကိုပြန်လာခဲ့တဲ့အဲ့တော့ဒီနေ့ဒီနေရာမှာဘုရားကျောင်းကိုမလာခင်လင်မယားနှစ်ယောက်ရင်ဖြစ်ခဲ့တဲ့ပုံကိုယ်တွေပါကောင်းပါနိုင်တယ်ဘုရားခင်တက်တဲ့စကားပြောနေတာပဲဖြစ်ပါလိမ့်မယ်ဇနီးတွေကအလှပြင်တာအရန်ကြားလို့ငါနင့်ကိုမဆောင်နိုင်တော့ဘူးဟဲ့လားခင်မွန်းတွေကငါဘုရားကျောင်းနောက်ကြတော့မယ်နင့်ရဲ့အင်ကြီးဝတ်နေတာမပြီးနိုင်တော့ဘူးမျက်ခုံးပွေးတစ်ချောင်းကိုဆွဲနေတာမပြီးနိုင်တော့ဘူးအဲ့တော့ငါနင့်ကိုမဆောင်နိုင်တော့ဘူးဆိုပြီးတော့မှဒေါသထွက်တဲ့ခင်မွန်းတွေတချို့ဘုရားကျောင်းခမ်းမထဲမှာထိုင်နိုင်တယ်ဟယ်လိုဒါမှမဟုတ်တရဲ့မုံတိုင်းကသူတစ်ပါးရဲ့ငွေကြေးကိုချီးတဲ့အရာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ဟယ်လိုအဲ့တော့ငွေကြေးကိုချီးထားပြီးပြီဆိုရင်အကျွေးရှင်လိုက်လာတာကတင့်အတွက်မုံတိုင်းဖြစ်ပါလိမ့်မယ်ဒါပေမဲ့အဲ့အကျွေးရှင်ထံကပြေးဖို့နဲ့ဘယ်တော့မှမစင်စားစေချင်ဘူးသင်ဟာဖြောင့်မတ်တော်သူလို့ဘုရားသခင်ကသမုတ်ချင်းကိုခံရတဲ့ပုဂ္ဂိုလ်ဖြစ်တဲ့အတွက်ကြောင့်မလို့ဖြောင့်မတ်တော်သူတယောက်လှုပ်ဆောင်တဲ့အကျင့်တရားအတွေးအခေါ်လှုပ်ဆောင်ချက်ဘုရားသခင်ကသင်ကိုရှိစေခြင်းနဲ့အာမင်ဒါကြောင့်မလို့မိမိရဲ့လှုပ်ဆောင်ချက်အပြင်ဘုရားသခင်နှစ်သက်ခြင်းနဲ့အောင်တဲ့သင်ပြုလုပ်လို့ရပါတယ်တဲ့ယောမအခန်းကြီး7အခန်းငယ်1မှာဒီလိုပြောထားတယ်ဒါကြောင့်ကျမတို့ရဲ့လှုပ်ဆောင်ချက်တွေဟာတဲ့ဖယားသခင်ကိုကျေနပ်စေတဲ့နှစ်သက်စေတဲ့အားရစေတဲ့လှုပ်ဆောင်ချက်ဖြစ်ဖို့ရန်အတွက်ပြင်ဆင်ကြပါတဲ့အဲ့တော့ပြောချင်တဲ့အရာကအကျွေးယူထားပြီးအဲ့ဒီမုံတိုင်းတိုက်လာပြီးဆိုရင်အကျွေးဘုရားသခင်အဲ့ဒီအကျွေးကိုဖယ်ပေးပါအကျွေးရှင်ကလည်းအကျွေးပြန်မဆက်ချအောင်လုပ်ပေးပါဆိုတဲ့ဆုတောင်းချက်ကမှားနေတယ်အဲ့ဒါမှားနေတယ်သင်ဆုတောင်းမဲ့ရာကကိုတော်ဖယားသူတို့ဘာချွေးနေစာနဲ့ရှာထားတဲ့ငွေကြေးကိုပြန်လဲဆက်နိုင်ဖို့ရန်အတွက်ကိုတော်သမီးငွေကြေးနဲ့ဆိုင်တဲ့လမ်းကြောင်းဖွင့်ပေးဖို့ရန်အတွက်သမီးဆုတောင်းပါတယ်အဲ့ဒီကောင်းကြီးမင်္ဂလာသမီးကိုပေးပါအာမင်အဲ့တော့ဆရာကြီးလေးရှေရုရဲ့အသက်တာထဲမှာငွေကြေးနဲ့ဆိုင်တဲ့နော်ဆရာကြီးရှေမိခင်ကြီးလည်းရှိတယ်ငွေကြေးနဲ့ဆိုင်တဲ့အခက်အခဲဒုက္ခပြဿနာကြုံရတဲ့အချိန်မှာအကျွေးရှင်တွေသူတို့ကိုလိုက်တဲ့အခါမှာသူတို့ငွေလိမ်ခံရတဲ့ကိစ္စသူတို့ဘာရဲ့ငွေကြေးမှာသူတို့အာမခံပေးမိခဲ့တဲ့ကိစ္စဟိုးရင်တော့ကဒါသူအမှုတော့မဆောင်ခင်တော့ဖြစ်ခဲ့တဲ့အရာပေါ့နော်ဒါပြန်ပြီးတော့သက်သေခံတာအဲ့လိုကြုံတွေ့ရတဲ့အခါမှာဆရာစောတီဟာလာငါမင်းတို့ကိုစကားပြောမယ်ဆိုပြီးတော့ခေါ်လိုက်တာဒါပေမဲ့ခေါ်လိုက်တဲ့အချိန်မှာနော်ဆရာအမေကငါတို့ဆရာတို့ဝိုင်းကူညီမလားမသိဘူးဆိုသူကနည်းနည်းတော့အရင်ပျော်သွားသေးတာဒါပေမဲ့ဆရာစောကအဲ့လိုမလုပ်ပေးဘူးငွေကြေးကိုဘယ်လိုဆက်ရမလဲဆိုတဲ့အရာကိုသင်ပေးတယ်တနည်းအားဖြင့်တင်းအနေနဲ့ရင်ဆိုင်ရမယ့်မုံတိုင်းကိုတာဝန်ယူပြီးတော့ရင်ဆိုင်ဖို့ရန်အတွက်ဘုရားခင်ကသင်ပေးတာဖြစ်တယ်ကျမဒါလေးကိုသတိရစေချင်တယ်ဒီတစ်ခေါက်သင်မရင်ဆိုင်လို့နောက်တစ်ခေါက်ရင်ဆိုင်ကြမလို့ဘူးမဟုတ်ဘူးနော်မအောင်ထားတဲ့ဆောင်မပဲဆိုရင်ဘုရားခင်ခဏပြန်ဖြေခိုင်းနေဆိုတာကိုသတိရစေချင်တယ်ဝိညာဉ်ရေးရမှာဖြတ်လန်းဆိုတာမရှိဘူးဝိညာဉ်ရေးရမှာဒီနေ့အောင်မြင်မှပဲနောက်တစ်ဆင့်ကိုဘုရားကချီးမြှောက်တာဖြစ်တယ်ဒါကြောင့်သင်ရဲ့အသက်တာထဲမှာငွေကြေးနဲ့ဆိုင်တဲ့ຢာမှာမအောင်မြင်ဘူးဆိုရင်ပြန်ဖြေရလိမ့်မယ်လင်မယားနဲ့ဆိုင်တဲ့ပရိပခဖြစ်ခြင်းမှာတယောက်ကိုတယောက်ခွင့်လွှတ်ခြင်းတယောက်ကိုနှိပ်ချခြင်းမရှိဘူးဆိုရင်လင်မယားနဲ့ဆိုင်တဲ့ဆောင်မပဲပြန်ဖြေရမှာဖြစ်တယ်ဟယ်လိုဒါကြောင့်ဒါလေးကိုသတိရစေချင်တယ်ဒီလိုပဲအလောက်ကိုင်းနဲ့ဆိုင်တဲ့အရာမှာလည်းဒီတိုင်းပဲလူတွေကိုအုပ်ချုပ်တဲ့အရာမှာလည်းဒီတိုင်းပဲဒါကြောင့်ငါရဲ့အသက်တာထဲမှာငါမအောင်သေးတဲ့ဆောင်မပွဲငါမအောင်သေးတဲ့မုံတိုင်းကဘာလဲဆိုတဲ့အရာကိုစင်ကြင်စေချင်တယ်အာမင်ဘုရားခင်သင်ကိုစကားပြောပါစေ
ဒါကြောင့်မုန်တိုင်းတွေကိုရောက်နေတဲ့အခါမှာကျမတို့ကထွက်ပြေးဖို့ရမဟုတ်ဘူးသွေးပြက်ပြီးတော့ကြောက်လန့်နေဖို့ရအတွက်မဟုတ်ဘူးယုံကြည်စိတ်ချမဲ့အရာကငါဒီမုန်တိုင်းထဲမှာဘုရားခင်ငါ့ကိုထွက်မြောက်အောင်လမ်းကိုပြင်ဆင်မယ်ဆိုတဲ့အရာကိုယုံကြည်စေခြင်းနဲ့ဟာလေလုယာသင်လို့မဲ့အရာတစ်ခုကဘာလဲဆိုတော့သင်အနေနဲ့ဆက်ပြီးတော့အဲ့မုန်တိုင်းထဲမှာဒီနေ့ဘုရားကိုမျှော်လင့်ပါဆက်ပြီးတော့ဆုတောင်းပါဆက်ပြီးတော့ဒီနေ့နှုတ်ကပတ်တော်ကိုဖတ်ပါဆက်ပြီးတော့အသင်းတော်ထဲမှာနေပါဆက်ပြီးတော့ဒီနေ့အမှုတော်ဆောင်မဲ့ကဏ္ဍတွေမှာမထွက်ဘဲနဲ့ဆက်ပြီးတော့အမှုတော်ဆောင်ပါသင်သွားမဲ့ cell group တွေမှာဆက်ပြီးတော့သွားစီခြင်းနဲ့အာမင်ဘာကြောင့်လဲကိုယ့်ရဲ့အသက်တာထဲမှာမုန်တိုင်းထန်နေပြီဆိုရင်တယောက်တည်းဖြတ်တန်းတာနဲ့အဖွဲလိုက်ဖြတ်တန်းတာကကွာတယ်တယောက်တည်းဆိုရင်ဘေးနားမှာအားပေးမဲ့သူမရှိဘူးဒါကြောင့်ကျမ်းစာထဲမှာဒေသနာကျမ်းထဲမှာဒီလိုပြောထားတယ်တယောက်လဲရင်တယောက်ပြန်ထူဖို့ရတယ်အနားမှာမိတ်ဆွေလိုတယ်တဲ့ဒါကြောင့်တည့်ရဲ့အသက်တာထဲမှာဒုက္ခပြဿနာနဲ့ကြုံလာပြီးဆိုရင်အသင်းတော်တွေကထွက်ဖို့ဘယ်တော့မှမစင်စားစေချင်ဘူးယုံကြည်သူတွေနဲ့မိသားရဖွဲ့တဲ့အရာပြတ်တောက်သွားစေဖို့ရန်အတွက်ဘယ်တော့မှအဆက်မဖြတ်စေချင်ဘူးဒါမှပဲသင်ဟာမုန်တိုင်းကိုဘလို့အောင်ရမလဲဆိုတဲ့နီးလန်းကိုသဘောပေါက်မှာဖြစ်တယ်ကဲနောက်ထပ်တတိယတစ်ခုကတော့ရှင်ပေါလုကြုံတွေ့ရတဲ့မုန်တိုင်းဖြစ်တယ်အဲ့တော့ရှင်ပေါလုကြုံတွေ့ရတဲ့မုန်တိုင်းကိုတမန်တော်29:73ကနေ44မှာဖော်ပြထားတယ်အကုန်လုံးကျွန်မမဖတ်ဘူးအဲ့တော့ရှင်ပေါလုကြုံတွေ့ရတဲ့မုန်တိုင်းကဘလို့မုန်တိုင်းလဲဆိုတော့တဲ့တော့ရှင်ပေါလုကအဖမ်းခံရတယ်အဖမ်းခံရတာကသခင်ယေရှုရဲ့ဧဝံဂေလိတရားစကားကိုပြောရင်းနဲ့အဖမ်းခံရတာအဲ့လိုအဖမ်းခံရရင်နောက်ဆုံးတော့သူတခြားသောမြို့ကိုအပို့ခံရဖို့ရန်အတွက်ဖြစ်လာတယ်အဲ့ဒီမြို့ကိုသွားဖို့ရန်အတွက်သူကသင်္ဘောစီးရတာဒါပေမဲ့ပြဿနာကဘာလဲဆိုတော့အဲ့ဒီသွားမယ့်အချိန်ကလုံးဝရာသီဥတုမကောင်းတဲ့အချိန်ကာလဖြစ်တယ်ရာသီဥတုမကောင်းမှုဆိုတာကမုန်တိုင်းတင့်တက်တဲ့အချိန်ကာလပေါ့ဥပမာဆိုလို့ရှိရင်မြန်မာနိုင်ငံမှာဆိုမုန်တိုင်းပဲအချိန်လာလဲဆိုတော့ကျမတို့နှွေးအကုံမိုးရာသီအကူးဆိုလာတယ်ကျမတို့နာဂစ်ဖြစ်တဲ့အချိန်မှတ်မိလားမသိဘူး2008ခုနှစ်မေလ2ရက်နေ့ညမှာစဖြစ်တယ်3ရက်နေ့မှာအပြင်းထန်ဖြစ်သွားခဲ့တယ်အဲ့တော့ကျမသားကြီးကိုကျမကိုဝင်လွယ်ထားတာเนาะဒါလွန်ခဲ့တဲ့16နှစ်လောက်ကအချိန်ပေါ့နော်ဆိုတော့ကျမသားကြီးကိုကျမကိုဝင်လေထားတဲ့အချိန်မှာမုန်တိုင်းအရန်ပြင်းတဲ့အခါမှာကျမအရန်ကြောက်တာဘာကြောင့်လဲဆိုတော့မုန်တိုင်းကရိုးမှမဟုတ်တာသူကအတန်လာတယ်နော်မုန်တိုင်းမှာအတန်ရှိတယ်မုန်တိုင်းနဲ့အတူတူဘာလာလဲဆိုတော့ရှိသမျှတော့အမိုက်တရိုက်တွေအကုန်ပါလာတာကျမမှတ်မိသေးတယ်ကျမကအဲ့တုန်းကကြောင်ကုန်းလန်းနော်မြင်းဒီကုန်းမှာနေတဲ့အချိန်ဖြစ်တော့သူတို့ကအဲ့အချိန်တုန်းကကျမတို့ဒီဆလောင်းဖုံးလေးတွေရှိတယ်ဟိုကျမတို့ TV ကြည့်တဲ့အခါမှာသုံးတဲ့ဆလောင်းတွေလေတိလားဒါဆိုရင်အဲ့ဆလောင်းသိတဲ့သူရှိလက်မြောက်ပါဦးအဲ့ဒါတော်တော်အသက်ကြီးနေတဲ့သူတွေပဲသိတယ်နော်ဒီခေတ်မှာအဲ့ဒါတွေမှမရှိတာတော်တော်အသက်ကြီးတဲ့သူသဘောပေါက်တယ်နော်ကိုချင်းတွေကိုသိပြီလေတစ်ချက်သွားလိုက်ပြီဆိုအဲ့ဆလောင်းဖုံးတွေကလေရက်တောင်လိုပဲဖက်ခနဲ့အဲ့လိုကတ်သွားတာစဉ်းစားကြည့်တော့ဘလောက်တောင်ပြင်းထန်တယ်လဲဆိုတော့အဲ့ဒီအပေါက်သေးလေးတွေကနေပြီးတော့လေကျမတို့တကားရှိရမလားတကားအောက်ကနေအပေါက်သေးလေးတွေကနေသဲတွေအလုံးလိုက်အိမ်ထဲအထိဝင်တဲ့အရာတွေလည်းဖြစ်တယ်အဲ့တော့ကျမမမိတယ်ကျမအရန်ကြောက်လို့ကိုဝင်းတူးလည်းဖြစ်တော့ကျမအရန်ကြောက်လို့ခင်မွန်းတယ်ကိုကျမကင်ထားပြီးတော့ကြောက်တယ်လည်းမပြောရဘူးเนาะဟိုကိုကเนาะတရေပေါ်ကြောင်တဲ့အမျိုးသမီးဘယ်တော့မှမဖြစ်ချင်အောင်ကြောက်တယ်လည်းမပြောဘူးအန်ကြိတ်ထားတာနောက်ဆုံးကြတော့နည်းနည်းကြာလာတော့အတန်းထွက်လာကြောက်တယ်လို့ပဲတဲ့เนาะဘာလို့အကယ်၍များခလေးတောင်မွေးသွားခဲ့လို့ရှင်ငါဘယ်လိုမျိုးစိတ်ယုံသွားအောင်လဲစပြီးတော့စဉ်းစားလာတာတခါမှမကြုံဘူးတဲ့အရာဘလောက်တောင်ဆိုးလဲဆိုတော့ဘေးနားမှာရှိတဲ့အပင်တွေအကုန်လုံးကအိမ်တွေပေါ်ကိုပြိကုန်တာရန်ကုန်တစ်မြို့လုံးကရစရာမရှိလောက်အောင်ကိုပျက်စီးသွားတဲ့အခြေအနေဖြစ်ပါတယ်အဲ့တော့ရန်ကုန်နဲ့အနီးနားမှာရှိတဲ့မြို့တွေထဲမှာရှိတဲ့သူတွေဆိုရင်တေဆုံးတဲ့သူတွေအများကြီးပဲဘလောက်တောင်ကြမ်းတမ်းတဲ့မုန်တိုင်းလဲအဲ့တော့ကျွန်မဘယ်လိုစဉ်းစားလဲဆိုတော့မုန်တိုင်းထဲမှာဒီမုန်တိုင်းကကြာလိုက်တာဘယ်တော့ရက်မှာလဲလို့ကျွန်မကအဲ့မုန်တိုင်းဖြစ်နေတဲ့အချိန်မှာငိုမိတယ်ဒါနောက်ဆုံးကြတော့နော်ငိုမိတယ်ပေါ့အဲ့တော့ကျွန်မဒါလေးကိုသတိရစေချင်တယ်မုန်တိုင်းပြင်းထန်တဲ့အချိန်မှာကြာတယ်လို့ဘလောက်ပဲခံစားရမုန်တိုင်းဟာထာဝရတည်နေတဲ့အရာတစ်ခုတော့မဟုတ်ဘူးမုန်တိုင်းဆိုတာခဏပဲ2008တုန်းကဖြစ်တဲ့မုန်တိုင်းဒီ2026အထိဖြစ်နေပါတယ်ဆိုတဲ့ရာဇဝင်ရှိလို့လားမရှိဘူးဒါကြောင့်မလို့သင်ရဲ့အသက်တာထဲမှာဖြစ်ပျက်ခဲ့တဲ့မုန်တိုင်းမှန်သမျှဟာကြော်လွန်နိုင်တယ်ဆိုတဲ့အရာကိုတတ်သိထူနေတဲ့အရာတွေကြီးပဲတတိယစေချင်တယ်သင်တတ်တာထဲမှာမုံတိုင်းတွေကြုံခဲ့ဘူးတဲ့ဆိုရင်သင်ဟာမုံတိုင်းကိုအောင်နိုင်တဲ့ပုံကိုတယောက်ဖြစ်တယ်ဆိုတဲ့အရာကိုအဲ့ဒီအမှတ်သားကိုတတိယစေချင်တယ်ဒါကြောင့်အခုကြုံတွေ့နေရတဲ့အခက်ခဲထဲမှာစိတ်တကြဖို့မဟုတ်ဘူးပြိုလဲဖို့မဟုတ်ဘူးနောက်ဆုတ်ဖို့မဟုတ်ဘူးမိသားစုကိုလမ်းခွဲဖို့ရန်အတွက်ထာဝရရာသက်ပံဆိုတဲ့ဆုံးဖြတ်ချက်တွေမချမိဖို့အတွက်အရန်ရေးကြီးတယ်ခဏတာကြုံတွေ့နေရတဲ့အခက်ခဲပေါ်မှာရာသက်ပံဆုံးဖြတ်ချက်တွေမချမိဖို့နဲ့အရန်ရေးကြီးပါတယ်။ကဲအခုကျွန်မဘာဖြစ်လို့ဒီလိုပြောသလဲဆိုတော့အခုရှင်ပေါလုကမုန်တိုင်းရှိတယ်ဆိုတဲ့အရာကိုပြောပြတဲ့အခါမှာ
အဲ့မှာရှိတဲ့ captain ကသူတို့အားလုံးဖမ်းထားတဲ့သူတွေရှိဖမ်းထားတဲ့ captain တွေရှိတာပေါ့နော်တပ်မှုတွေရှိတယ်သူစကားကိုနားမထောင်ဘသူစကားကိုနားထောင်လဲဆိုတော့တင်ဘောပဲ့ကင်တဲ့သူတွေရဲ့စကားကိုပဲနားထောင်အဲ့တော့စဉ်းစားကြည့်ပါတခါတလေတက်ကျွမ်းတဲ့သူကိုကျမတို့ကပို့ပြီးတော့နားထောင်ခြင်းတယ်ဖခင်ရဲ့လူထက်တက်ကျွမ်းတဲ့သူကိုပို့ရှာကြတယ်အခုဒီ captain ကလည်းနော်တပ်မှုကြီးကလည်းတင်ဘောမောင်းတဲ့သူကရှင်ပေါလုတက်ပို့ပြီးတော့တက်မှာပဲဆိုပြီးတော့ထင်ပြီးတော့မှနားထောင်လိုက်တာအဲ့တော့ကြီးမားဒုက္ခရောက်တဲ့အရာဖြစ်လာတယ်အဲ့တော့ဒီမှာမြေပုံလေးတစ်ခုကျွန်မပြခြင်းတယ်ဒါကသူရှင်ပေါလုသွားခဲ့တဲ့နော်ခရီးလမ်းကြောင်းဖြစ်တယ်ဒါတင်မောစီးတဲ့ခရီးလမ်းကြောင်းဘယ်နားမှာစဖြစ်တယ်လဲဆိုတော့ကျွန်တော်တို့အဲ့မှာမိုးကြိုးလေးတိမ်လေးနဲ့ပြစ်နေတဲ့နေရာကနေစဖြစ်ပြီးတော့မှဖြစ်လိုက်တာရက်ပေါင်း14ရက်ကြာတယ်မုံတိုင်းကျွန်မပြောပြမယ်မုံတိုင်း2ရက်ပဲဖြစ်တာတော့မှကျွန်မအနေနဲ့ဟိုတော်တော်ကြီးကိုခြောက်ချတာကမ်းမမြင်လမ်းမမြင်တဲ့နေရာမှာကြဲမမြင်ရနော်အလင်းရောင်မရှိတော့တဲ့ဘယ်နေရာကိုရှောက်နေလဲဆိုတဲ့အရာကိုမသိတဲ့နေရာမှာ14ရက်တိတိမုံတိုင်းထန်နေဆိုတဲ့ကိစ္စကကြီးမားတဲ့ကိစ္စတစ်ခုဖြစ်တယ်အဲ့တော့ဒီမုံတိုင်းလေးကိုရှင်ပေါလုရောက်သွားရခြင်းကတရားနာထောင်မှာရှင်ပေါလုရဲ့အမှားကြောင့်မဟုတ်ဘူးဖခင်ရဲ့အလိုတော်လမ်းထဲမှာမရှိလို့မဟုတ်ဘူးတစုံတစ်ယောက်ရဲ့မှားယွင်းတဲ့ဆုံးဖြတ်ချက်ကြောင့်ခံလိုက်ရတဲ့မုံတိုင်းဘသူရဲ့မှားယွင်းတဲ့ဆုံးဖြတ်ချက်လဲဆိုတော့အခုနကပတိန်လို့ခေါ်တဲ့တပ်မှုရဲ့မှားယွင်းတဲ့ဆုံးဖြတ်ချက်ကြောင့်ခံလိုက်ရတဲ့အသက်နဲ့ဆိုင်တဲ့တကယ့်ကိုကြောက်စရာကောင်းတဲ့မုံတိုင်းဖြစ်တယ်။ဒါကြောင့်ဒီနေရာမှာကိုမလုတ်ပဲနဲ့ခံနေရတဲ့မုံတိုင်းတချို့ရှိလိမ့်မယ်။တချို့သောသားသမီးတွေရှိတယ်။တအားလိမ်မာကြပါတယ်။မိဘအပေါ်မှာလည်းတိတ်တက်ကြတယ်။မိဘကိုလည်းပြန်လဲရှာဖွေကျွေးမွေးတတ်တဲ့ကလေးလေးတွေဟုတ်ပါတယ်။ဒါပေမဲ့မိဘကကြတော့သူတို့ရဲ့ဆုံးဖြတ်ချက်မှားယွင်းမှုကြောင့်အိမ်တော်ကပြိုကွဲပြီးတော့မှတချို့သောသားသမီးတွေဟာမိသားစုနဲ့ဆိုင်တဲ့အရာမှာကြောက်ရွံ့တုန်လှုပ်ပြီးတော့မှအမြဲတမ်းငိုကြွေးနေရတဲ့မိသားစုပင်တချို့ရှိတယ်။ဒါကကိုမလုတ်ပဲနဲ့ကိုယ့်ရဲ့အပေါ်မှာရှိနေတဲ့တမှုဆိုတဲ့အရာကရှင်ပေါလုရဲ့အပေါ်မှာရှိတဲ့သူဖြစ်သွားပြီလေနော်။ကိုယ့်ရဲ့အပေါ်မှာရှိနေတဲ့ခေါင်းဆောင်တစ်ယောက်ရဲ့ဥဆောင်နိုင်တဲ့သူတစ်ယောက်ရဲ့မှားယွင်းတဲ့ဆုံးဖြတ်ချက်ကြောင့်ခံရတဲ့ဒုက္ခဆင်းရဲခြင်းဖြစ်တယ်။ဥပမာတစ်ခုကိုပြောရမယ်ဆိုလို့ရှိရင်အလုပ်ထဲမှာဆိုပါစို့စီးပွားရေးလုပ်ငန်းလုပ်နေတဲ့သူတစ်ယောက်ကသူ့ရဲ့အကျိုးမြတ်ကိုပဲကြည့်ပြီးတော့တခါတည်းဒေဝါလီခံဖို့အတွက်စ조사ပြီးတော့မှဒီအလုပ်ကိုပိတ်သိမ်းလိုက်တဲ့ပုံစံပေါ့အောက်မှာရှိနေတဲ့ဝန်တန်းတွေအားလုံးဒုက္ခရောက်သွားရင်ရောက်သွားပါစေအခုချိန်မှာငါဒီလောက်ဆိုရင်အဆင်ပြေပြီငါအမြတ်ငါယူပြီးတော့ထွက်သွားမယ်လို့စဉ်းစားလိုက်တဲ့ပုံစံပေါ့နားလည်လားမသိဘူးအဲ့တော့ကိုကမမှားပေမဲ့ကိုကစ조사ပေမဲ့လေတစ်ဖက်မှာအပေါ်ကလှုပ်လိုက်တဲ့မှားယွင်းတဲ့ဆုံးဖြတ်ချက်ကြောင့်အောက်မှာရှိတဲ့သူတွေအားလုံးကြီးမားဒုက္ခခံစားရတယ်ဆိုတဲ့အရာမျိုးပေါ့ပြောချင်တဲ့အရာကငါရဲ့အရာငါရဲ့ယာဒူငါရဲ့အခွင့်ပေးခံရတဲ့အရာအပေါ်မှာအခွင့်ကောင်းယူပြီးတော့မှမှားယွင်းစွာဥဆောင်တဲ့အရာတွေကမြောက်များစွာသောသူတွေကိုထိခိုက်ဒဏ်ရာရစေတယ်ဆုံးရှုံးစရာဖြစ်စေတယ်ဆိုတဲ့အရာကိုသိစေချင်တယ်ဒါကြောင့်မလို့အိမ်ထဲမှာရှိနေတဲ့အိမ်တော်ဦးစီးတွေဖခင်တွေမိခင်တွေကျွန်မဒါလေးကိုသတိပေးချင်တယ်ကိုယ့်ရဲ့မှားယွင်းတဲ့ဆုံးဖြတ်ချက်ကြောင့်ကိုယ့်ရဲ့သားသမီးတွေဒုက္ခရောက်တာဘယ်နှခါရှိပြီလဲဟယ်လိုကိုယ့်ရဲ့မှားယွင်းတဲ့စကားလုံးတွေကြောင့်ကိုယ့်ရဲ့သားသမီးတွေရဲ့နှလုံးသားထဲမှာဒဏ်ရာရသွားတာဘယ်နှခါရှိပြီလဲကိုယ့်ရဲ့မှားယွင်းတဲ့ဥဆောင်မှုကြောင့်အသင်းတော်မှာရှိနေတဲ့နော်ကိုနဲ့အတူတူရှိနေတဲ့ ministry ထဲမှာရှိနေတဲ့သူတွေဘယ်နှယောက်ခံစားရပြီးပြီလဲဘယ်နှယောက်ကအဲ့ဒီနာကျင်ခြင်းခါးသီးခြင်းခွမလွတ်နိုင်ခြင်းဆိုတဲ့အထက်ထဲမှာပိတ်မိနေပြီလေဆိုတဲ့အရာကိုစဉ်းစားဆင်ခြင်စေချင်တယ်ဒါကြောင့်မလို့ဒီနေ့ကျမတို့ရဲ့ဆုံးဖြတ်ချက်တွေမှားယွင်းရင်ရရှိသွားမဲ့ဒုက္ခဆင်းရဲခြင်းတွေအကျိုးသက်ရောက်မှုတွေကျမတို့ရဲ့အနားမှာရှိတဲ့သူတွေခံစားရနိုင်စရာအကြောင်းရှိတယ်ဆိုတဲ့အရာကိုအမြဲတမ်းဆင်ခြင်နေဖို့နဲ့ဘုရားခင်သင်ကိုစကားပြောနေတယ်အာမင်အဲ့တော့ရှင်ပေါလုအဲ့ဒုက္ခဆင်းရဲခြင်းတွေကိုရောက်သွားတဲ့အခါမှာထမင်းလဲစားလို့မရတော့စဉ်းစားကြည့်ပါသင်္ဘောပေါ်မှာတဲ့ရက်ပေါင်းများစွာထမင်းလဲစားလို့မရတော့ဘူးအရန်ကိုဒုက္ခရောက်တဲ့အခါမှာဒါကရှင်ပေါလုအတွက်နာကျင်စရာဖြစ်ပေမဲ့အဲ့ဒီမုံတိုင်းထဲမှာရှင်ပေါလုကဘာလုပ်လဲဆိုတော့ခွင့်လွတ်ဖို့ရန်အတွက်သူကြိုးစားတယ်ဒါကြောင့်မုံတိုင်းထဲမှာတင်ရောက်သွားပြီဆိုကိုမလုတ်တဲ့အပြစ်အတွက်ကိုမလုတ်တဲ့ဆုံးဖြတ်ချက်အတွက်သင်ဟာအဲ့ဒီမုံတိုင်းထဲမှာဒုက္ခရောက်ပြီဆိုပထမဦးဆုံးတင်လို့မယ့်အရာကမုံတိုင်းရောက်စေဖို့ရန်အတွက်မှားယွင်းစွာဆုံးဖြတ်တဲ့ပုံကိုယ်တွေကိုသင်ခွင့်လွတ်ဖို့ရန်အတွက်အရေးကြီးတယ်သင်ရဲ့မိဘလည်းဖြစ်နိုင်တယ်သင်ရဲ့အလုပ်ရှင်လည်းဖြစ်နိုင်တယ်သင်ရဲ့လုပ်ဖို့ဆောင်ဖက်လည်းဖြစ်နိုင်တယ်ဒါကြောင့်ခွင့်လွတ်ခြင်းဆိုတဲ့အရာကိုသင်ရှော့မတွက်လိုက်ပါနဲ့အဲ့တော့ပထမဦးဆုံးတစ်ချက်မှာရှင်ပေါလုကတမန်တော်29-21မှာဒီလိုပြောထားတယ်အစာကိုမစားဘဲကြာမြင့်စွာနေကြပြီးမှပေါလုသည်ထိုသူတို့၏အလယ်၌ထား၍အချင်းလူတို့ငါစကားကိုနားထောင်၍ကရေတီကျွန်းမှမလွင့်ဘဲနေလေဤပစ္စည်းဆုံးရှုံးခြင်းနဲ့ကင်းလို့ရ၏အ
အခုဒီနေရာမှာနောက်ထပ်ဆုံးရှုံးခြင်းမရောက်ဖို့ရန်အတွက်ရှင်ပေါလုကခွင့်လွတ်ပြီးတော့မှနောက်တစ်ဖန်အကြံပြန်ပေးတယ်ဆိုတဲ့အရာကိုတွေ့ရတယ်အဲ့တော့ခွင့်လွတ်ခြင်းဆိုတဲ့အရာကဘာကိုပြောတာလဲခွင့်လွတ်ခြင်းဆိုတဲ့အရာကအတိတ်ကဆိုင်တဲ့အမှားတွေအားလုံးကိုလျှော်ပေးလိုက်တဲ့အရာကိုပြောနေတာဆိုလိုတဲ့အရာကအတိတ်နဲ့ဆိုင်တဲ့အရာကိုပြောင်းလဲလို့မရတော့တဲ့အတွက်အဲ့ဒီအတိုင်းကိုခြံထားခဲ့ပြီးတော့မှဖျားသခင်ထပ်ပြုမဲ့အမှုတဲ့အတွက်ပြင်ဆင်လိုက်တဲ့နှလုံးသားအတွေးခေါ်ကိုပြောနေခြင်းဖြစ်တယ်ဒါကြောင့်ဒီနေ့ဒီမှာရှိတဲ့မိသားစုဝင်များတင်းရဲ့အသက်တာထဲမှာဘသူတွေကိုတင်းနော်သူ့ရဲ့အမှားကြောင့်ခွင့်မလွတ်ပဲနဲ့ချီနှောင်ထားတဲ့အရာရှိနေတယ်ဒါလေးကိုပြန်ပြီးတော့စဉ်းစားစေချင်တယ်သူ့ကိုမြင်လိုက်တဲ့အခါတိုင်းမှာငါတော်တော်လေးနာတယ်ဆိုတဲ့အရာမျိုးရှိနေသလားသူ့ရဲ့မကောင်းကြောင်းကိုပြန်ပြောဖို့ရန်အတွက်အားရပါရပြောဖို့ရန်အတွက်စကားလုံးနေနဲ့အင်အားတွေရှိနေသေးသလားဒါဆိုရင်သင်ခွင့်လွတ်ဖို့ရန်အတွက်လိုအပ်တယ်ဆိုတဲ့အရာကိုပြောနေတာပဲအဲ့တော့ခွင့်လွတ်ပါလို့ပြောတဲ့အခါမှာဒါလေးကိုသတိရပါခွင့်လွတ်လိုက်တဲ့အခါမှာခွင့်လွတ်ပြီးသွားပြီဆိုပြီးတော့မှသင်ချက်ချင်းအဆင်ပြေသွားမယ်လို့တော့မထင်နဲ့ခွင့်လွတ်တယ်ဆိုတဲ့အရာကအတိတ်မိတာမဟုတ်ဘူးဒါကြောင့်မို့နာကျင်စရာရှိတဲ့အရာတွေအားလုံးကိုသင်တစ်ခါတလေမှကြုံလာတဲ့အခါမှာသင်သတိရကောင်းရလိမ့်မယ်ခွင့်လွတ်တယ်လို့ပြောတဲ့အခါမှာအဲ့လူကိုအပြည့်အဝပြန်ယုံပေးတဲ့ကိစ္စကိုပြောနေတာမဟုတ်ဘူးခွင့်လွတ်ပြီးတာနဲ့အဲ့လူတယောက်ကိုသင်ချက်ချင်းယုံပေးဖို့ဆိုတာမဖြစ်နိုင်ဘူးယုံပေးဖို့ရန်အတွက် trust ရရကကြတော့အချိန်ကာလတစ်ခုကိုတိဆောက်ရတာဖြစ်တယ်အချိန်ကာလတစ်ခုရတော့မှပဲသူ့ကိုပြန်ပြီးတော့ယုံပေးနိုင်တာဖြစ်တယ်ခွင့်လွတ်တာကကြတော့ဘာနဲ့သွားတူလဲဆိုယုံကြည်ခြင်းခြေလှမ်းလှမ်းတာနဲ့တူတယ်မကြခင်မှာငါရဲ့အထဲထဲမှာရှိနေတဲ့နာကျင်ခြင်းတွေပျောက်တော့မယ်ဆိုတဲ့အရာကိုသဘောတူပြီးတော့မှဟုတ်ပြီငါယုံကြည်ခြင်းခြေလှမ်းလှမ်းမှာငါခွင့်လွတ်တယ်ဆိုတဲ့စကားကိုစပြီးတော့မှပြောလိုက်တဲ့အခါမှာသင်ကစပြီးတော့အဲ့ဒီလူအပေါ်မှာချီနှောင်ခြင်းကိုဖြေလိုက်တဲ့အခါမှာဘာဖြစ်လာလဲဆိုတော့ healing လို့ခေါ်တဲ့နှလုံးသားနဲ့ဆိုင်တဲ့ဒဏ်ရာတွေအားလုံးအနာကျက်သွားကြအကြောင်းဖြစ်လာတယ်အဲ့တော့ကျွန်မတရက်ကြတော့ကျွန်မခွင့်မလွတ်နိုင်တဲ့လူတယောက်ရှိခဲ့တယ်အဲ့ဒီလူကကျွန်မရဲ့ခေါင်းဆောင်ပါနော်ဆရာစောတီကမဟုတ်ဘူးနော်အဲ့တော့ကျွန်မခွင့်မလွတ်နိုင်တဲ့အကြောင်းရင်းကလည်းဘာမှမဟုတ်ဘူးတသေးလေးပဲတရက်ကြတော့ဘုရားခင်ကကျွန်မကိုနော်ဒီစကားပြောလာတယ်နင်ဒီနေရာကိုလာတာဒီနေရာဆိုဒီမျိုးမဟုတ်နော်တခြားမျိုးတစ်မျိုးဖြစ်တယ်တခြားနိုင်ငံတစ်နိုင်ငံဖြစ်တယ်တော့ကြနေနော်တစ်မျိုးထင်နေမှာဆိုလို့နော်အဲ့တော့ဒါကလွန်ခဲ့တဲ့နှစ်ပေါင်းများစွာတော့ဖြစ်ခဲ့တဲ့အရာတစ်ခုဖြစ်တယ်အဲ့ဘုရားကဘာပြောလဲဆိုတော့နင်ဒီနေရာကိုလာတာချီနှောင်ဖို့လာတာလားလွှတ်ချင်းပေးဖို့လာတာလဲဘာဖြစ်လို့ကျွန်မကနှုတ်ကပတ်တော်တောင်းဝင်ငါ့ဘူးသွားတာလေနော်ဒါပေမဲ့ချီနှောင်ဖို့ဖြစ်လာတယ်ခွင့်လွတ်ခြင်းဆိုတာ level တွေအများကြီးရှိရနော်မိဘကိုခွင့်လွတ်တဲ့ခွင့်လွတ်ခြင်းကတစ်မျိုးမောင်နှမကိုခွင့်လွတ်တဲ့ခွင့်လွတ်ခြင်းကတစ်မျိုးလုပ်ပေါ်ဆောင်ဘက်ကိုခွင့်လွတ်ခြင်းကတစ်မျိုးဆရာသမားကိုခွင့်လွတ်ခြင်းကတစ်မျိုးဝိညာဉ်ရေးရာခေါင်းဆောင်ကိုခွင့်လွတ်တဲ့ခွင့်လွတ်ခြင်းကတစ်မျိုး level တွေမတူကျမရဲ့ဘဝမှာအခက်ဆုံးကအဲ့ဒီအရာပဲဖြစ်လိမ့်မယ်ဒါနဲ့ကျမကအဲ့ဒီအချိန်မှာဟုတ်ပြီကိုတော့ဒါဆိုကျမဒီလူကိုဒီပုဂ္ဂိုလ်ကိုခွင့်လွတ်နိုင်ဖို့နဲ့ကျမပြင်ဆင်မယ်ကျမလုံးဝထမင်းမစားရင်မတောက်ပဲနဲ့ရေတော့တောက်တယ်ထမင်းမစားပဲနဲ့3ရက်တိတိကျမအစာရှောင်မယ်နဲ့ကျမအစာရှောင်တယ်ပထမတစ်ရက်မှာပဲဘုရားသခင်မျက်မှောက်တော်တွေကိုကျမဝင်တဲ့အခါမှာဘုရားကဘာပြောလဲဆိုတော့နေ့ရဲ့ဘဝမှာတဲ့ဒါခွင့်လွတ်နိုင်ဖို့နဲ့ကျမအစာရှောင်မြန်နော်ဘုရားကဘာပြောဆိုနေ့ရဲ့ဘဝမှာတဲ့ငငယ်လေးကလေးကနေပြီးတော့ဒီနေ့အထိလောက်ခဲ့တဲ့အပြစ်တွေအားလုံးနဲ့ပြန်ပြီးတော့ငါရဲ့ရှေ့မှာဝင်ချပါတယ်ပြန်ပြီးတော့အဲ့ဒါကိုစင်ကျင်ပြီးတော့ငါရဲ့အရှိမထုတ်ဖို့ပြောဆိုပါတယ်ဒါနဲ့ကျမလည်းဟိုးတသေးလေးတွေကငါဒီလိုလုပ်ခဲ့တယ်ဒီလိုတော့လုပ်ဖူးတယ်ဒီလိုတော့ပြောဖူးတယ်ဒီလိုတော့စဉ်းစားဖူးတယ်တစ်ခုပြီးတစ်ခုရေတွက်တာနောက်ဆုံးလက်တလုံးပြစ္ဆုတ်ပန်တိရောက်လာတဲ့အခါမှာကျမသိလိုက်တဲ့အရာတွေကဟာငါအပြစ်တော်တော်များတာပဲဆိုတဲ့အရာကိုကျမသဘောပေါက်လာတယ်ဒါနဲ့အဲ့ဒီအချိန်မှာဘုရားခင်ကဘာစကားပြောဆိုနေခွင့်မလွတ်နိုင်ဘူးလို့ထင်တဲ့အခုနအဲ့ဒီဆရာကြီးနဲ့ပတ်သက်တဲ့အရာကိုနေစဉ်းစားပါဒါနဲ့စစဉ်းစားတော့ तू လှုပ်ထားတဲ့အဖြစ်ကတဲတဲလေးဘာမှမဟုတ်ဘူးစကလုံးတစ်လုံးလေးပဲနာတာဒါကြောင့်မလို့ခွင့်မလွတ်တဲ့သူတွေအားလုံးလှုပ်တဲ့အလုပ်ကဘာလဲဆိုတော့အမှားတဲလေးကိုပုံကြီးချဲတဲ့အရာကခွင့်မလွတ်တဲ့သူတွေလှုပ်တဲ့အရာဖြစ်တယ်ဒါကြောင့်သင်ရဲ့အသက်တာထဲမှာခွင့်မလွတ်နိုင်ဘူးဆိုတဲ့အကြောင်းရင်းဘာကြောင့်ဖြစ်လဲဆိုတော့အမှားတဲလေးကိုပုံကြီးချဲတဲ့အရာလုပ်နေလို့ဒါနဲ့ဘုရားကဘာပြောဆိုဒါဆိုရင်အဲ့ဒီနေ့ရဲ့ဆရာရဲ့အသက်တာထဲမှာ तू လှုပ်ခဲ့သမျှကောင်းတဲ့အရာအလုံးမင်းရေတွက်ပါတယ်ဒါနဲ့စပြီးတော့ကျမ तू လှုပ်ခဲ့သမျှအရာအလုံးရေတွက်တော့ဟိုကျမငငယ်တဲ့ကျန်းစာကြောင်းထားတာတွေစုံနေတာပဲเนาะပေါ်တော့မယ်ဘသူအဲ့တော့ချီနှောင်ခဲ့တယ်လေဆိုတာเนาะအဲ့ဒါကျမအကုန်လုံးပြန်စဉ်းစားတော့ဟာ तू လှုပ်ခဲ့တဲ့ကောင်းမှုက तू ငါ့ကိုပြောခဲ့တဲ့စကားလုံးတစ်လုံးနဲ့ရှင်လိုက်မယ်ဆိုလို့ရှင်လို့တော့မရဘူးလေ तू လှုပ်ခဲ့တဲ့ကောင်းမှုကငါ့အပေါ်မှာပုံများတာပဲဒါနဲ့ဘုရားကစကားပြောတယ်လူတယောက်ကိုဘာကြောင့်ခွင့်မလွတ်နိုင်တယ်လဲဆိုတော့ကောင်းတဲ့အရာကိုမကြည့်ပဲနဲ့မကောင်းတဲ့အရာကိုမင်း focus ထားနေလို့ဟာ
ဒါနဲ့အဲ့ဒီအချိန်မှာကျွန်မကဖះကိုစပြီးတော့ကျွန်မနောင်တရပြီးတော့ကျွန်မစပြီးတော့ကိုးကွယ်နေကိုရောသမီးခွန်းလို့ဖို့ပြင်ဆင်ပါမယ်ဆိုတော့အဲ့မှာဖះကိုကျွန်မကိုးကွယ်နေတဲ့အချိန်မှာဒီမှာကျွန်မနှစ်ချက်နဲ့ worship ရှင်ကိုနားထောင်နေတယ်ရုတ်တရက်ဆိုတော့ကျွန်မယူပါယုံမြင်ရတယ်ဒါပေမဲ့အပြင်မှာကျတော့အိပ်ပျော်သွားသလိုပဲထိုင်ရက်နဲ့နော်အိပ်ပျော်သွားသလိုပဲအဲ့ဒီအချိန်မှာဘာဖြစ်လဲဆိုတော့ကျွန်မနေရာတနေရာကိုရောက်သွားတယ်အဲ့ဒီနေရာမှာကျွန်မဂျပန်ဘမ်ဘူးလေးနဲ့လှုပ်ထားတဲ့ဇပွဲလိုမျိုးပဲကျွန်မထိုင်နေတယ်တက်သားအိမ်ထဲမှာကျွန်မထိုင်နေတယ်သို့တော့ကျွန်မရဲ့လက်ထဲမှာဘာကင်ထားလဲဆိုတော့လက်တလောဆွဲနှုတ်ထားတဲ့ဘွန်ဇိုင်းအပင်လေးသိလားအပင်ပုလေးတွေကျွန်တော်တို့သိလားမသိဘူးဆွဲနှုတ်ထားတဲ့အဲ့အပင်တစ်ပင်ကျွန်မရဲ့လက်ထဲမှာရှိတယ်အဲ့အပင်ကမနွမ်းသေးဘူးသူ့ရဲ့အရွက်တွေလည်းလန်းလန်းဆန်းဆန်းရှိနေသေးတယ်သူ့ရဲ့အမြစ်ကလည်းလန်းလန်းဆန်းဆန်းရှိနေသေးတယ်ကျွန်မအဲ့ဒါကိုကင်ထားပြီးတော့မှကျွန်မအဲ့ဒါကိုအာယုံပြုပြီးတော့ကျွန်မကြည့်နေတယ်ရုတ်တရက်ဆိုသလိုအဲ့အပြင်ကနေပြီးတော့အဲ့တကပေါက်ကနေပြီးတော့ဆုံးမတကောင်ပေါ့တကယ်အမဲရောင်ဝတ်စုံနဲ့ဝတ်ထားတဲ့နော်အမဲရောင်ဝတ်စုံ sorry ဝတ်ထားတဲ့သူတွေတောင်းပန်တယ်အဲ့မှာဆုံးမတကောင်ကဝင်လာပြီးတော့မှကျွန်မကိုဘေးနားမှာသူကျွန်မကိုကြည့်နေတယ်တို့တော့သူဝင်လာတာကိုကျမရဲ့အာယုံကတိတော်လေကျမရဲ့မျက်စိနှလုံးစလုံးကဒီအပင်ပေါ်မှာပဲကျမကအာယုံပြုပြီးတော့ကြည့်နေတယ်။ဒါနဲ့ဖြစ်ချင်တော့အဲ့လိုကြည့်နေလေအဲ့ဆုံးမကပျော်ပြီးတော့မှသူကကလေကျမဘေးနားမှာကနေတာနောက်ဆုံးကျတော့သူကဘာလာလုပ်လဲဆိုတော့သူ့ရဲ့စိတ်ဝိညာဉ်ကိုသွင်းပေးဖို့နဲ့ကျမအနာကိုလာပြီးတော့မှသူ့ရဲ့လက်နဲ့ကျမကိုစကင်တဲ့အရာကိုကျမတိလာတယ်ဒါပေမဲ့ကျမသူ့ကိုဂရုမစိုက်ဘူးကျမဒီအပင်ကိုပဲကျမကြည့်တယ်ကျမခန္ဓာကိုယ်ယုံတယ်သူလာကိုင်ပြီဆိုကျမဟိုဘက်လှည့်တယ်ဒီဘက်လှည့်တယ်နောက်ဆုံးယုံလို့ကျမကလက်နိုးလာတဲ့အစဉ်ဒီဖြစ်လာတယ်ပေါ့ယူပါယုံနေကနေကျမထွက်လာတော့ကျမငုတ်တုတ်ကြီးထိုင်တယ်ချက်ချင်းကိုအခုပဲဖြစ်သွားတဲ့အရာလိုမျိုးကျမခံစားတယ်ဒါနဲ့ဘုရားခင်ကကျမကိုနောက်ဆုံးမှနားလေစေတယ်အဲ့ဒီယူပါယုံကိုနားလေစေတယ်မင်းခွန်းလွတ်ပြီလို့ပြောပြီးတဲ့ချိန်မှာတဲ့အဲ့ဒီခွန်းလွတ်လိုက်တယ်ဆိုတဲ့အရာကဘာနဲ့သွားတူလဲဆိုတော့အဲ့ဒီအပင်ကိုအမြစ်ကနေဆွဲနှုတ်လိုက်တာနဲ့တူတယ်တဲ့ပြီးတော့တဲ့အဲ့ဒီအပင်ကိုစက်ကြည့်နေခြင်းဆိုတဲ့အရာကဘာနဲ့တူလဲဆိုတော့ခွန်းလွတ်ပါတယ်လို့ပြောပြီးတော့မှသူလှုပ်ခဲ့တဲ့အပြစ်တွေအားလုံးနာကျင်ခြင်းတွေအားလုံးကိုမင်းအရသာခံပြီးတော့ကြည်ရနဲ့တူတယ်တဲ့အဲ့ဒီအရာကဘာဖြစ်စေလဲဆိုတော့မကောင်းတဲ့အရာနာကျင်စေတဲ့အရာတွေကိုမင်းစင်ကျင်နေတဲ့အတွက်ကြောင့်မလို့အဲ့ဒါကရန်သူလာပြီးတော့မှသူ့ရဲ့စိတ်ဝိညာဉ်သွင်းပေးဖို့ရန်အတွက်အညီအဟောင်းနဲ့တူတယ်တဲ့ဒါကြောင့်မင်းရဲ့အတွေးထဲမှာတဲ့ခွင့်လွတ်ပြီးပြီဆိုတဲ့အရာကိုမင်းဝန်ခံပြီးတာနဲ့အဲ့ဒီနာကျင်ခြင်းနဲ့ဆိုင်တဲ့အရာတွေအားလုံးကိုစဉ်းစားတာကိုရက်တန်းကရက်ပါတယ်ပြန်လဲပြီးတော့ဆင်ကျင်ပြီးတော့မြင်ရောင်တဲ့အရာကိုရက်တန်းကရက်ပါတယ်အဲ့ဒီနေ့ကစပြီးကျွန်မလွတ်မြောက်သွားတယ်ဟာလေလုယာဒါဒီနေ့ကျွန်တော်တို့တယောက်ချင်းစီရဲ့အသက်တာထဲမှာခွင့်လွတ်ခြင်းဆိုတဲ့ကောင်းကြီးမင်္ဂလာရခြင်းနဲ့ဆိုရင်အဲ့ဒီခါစော်သောပင်မြက်ကိုနှုတ်ပြီးတာနဲ့မပြီးဘူးအဲ့ဒီအရာကိုအဝေးကိုလွတ်ပစ်ဖို့အတွက်အရေးကြီးတယ်ကြုံကြိုက်လာလို့စဉ်းစားမိပြီဆိုအဲ့ဒီအရာတွေအားလုံးကိုအရသာခံပြီးတော့အချိန်ပေးပြီးတော့မှပြောပြီးတော့စဉ်းစားနေဖို့မဟုတ်ဘဲနဲ့အဲ့ဒီအရာထဲကနေနောက်ထပ်ဘုရားသခင်ကောင်းမြတ်ခြင်းနဲ့ဆိုင်တဲ့အရာကိုသင်လမ်းကြောင်းလွှဲတက်ဖို့နဲ့ဘုရားသခင်လိုတော့ရှိတယ်အာမင်တော့ရှင်ပေါလုကခွင့်လွတ်တယ်ဆိုတဲ့အရာရမ်းထင်ရှားတယ်ဘာကြောင့်လဲခွင့်လွတ်တဲ့သူကပဲသူတစ်ပါးအပေါ်မှာယေရှုပြုခြင်းနဲ့နှလုံးသားရှိတာခွင့်မလွတ်နိုင်တဲ့သူကယေရှုပြုခြင်းနဲ့နှလုံးသားမရှိဘူးကဲဒုတိယတစ်ခုကဘာလဲဆိုတော့ကျွန်မအရန်သဘောကျတယ်အဲ့ဒါကကျမတို့မုံတိုင်းထက်မှာပြန်တန်းနိုင်ဖို့ရန်အတွက်ယုံကြည်ခြင်းသင်ပေါ်မပြတ်ဖို့လိုတယ်အဲ့တော့ဒီနေရာမှာတမန်တော်29ကနေ23မှာကျမတို့ဒါလေးကိုဖတ်ပြပါအောင်ယခုတွင်စိတ်သက်သာခြင်းရှိကြလော့အကြောင်းမူကားသင်ပေါ်ဆုံးခြင်းမှတပါသင်တို့တွင်အဘယ်သူများအသက်မဆုံးရအဘဲကြောင့်နည်းဟုမူကားငါကိုပိုင်တော်မူ၍ငါကိုယ်ွယ်သောဘုရားသခင်ကောင်းကင်တမန်သည်ယနေ့ညတွင်ငါအနားမှာပေါ်လာလျက်အဲ့တော့ဒီနေရာမှာတကယ့်ကိုကြီးမားတဲ့ရင်ဆိုင်ရတဲ့ပြဿနာရှိတယ်အဲ့ဒီပြဿနာကဒီသင်္ဘောကြီးပျက်စီးတော့မယ်ဒါနဲ့ဘုရားသခင်ကရှင်ပေါလုကိုစကားပြောတယ်သင်္ဘောပြတ်မှာလားသင်္ဘောမပြတ်မှာလားသင်္ဘောပြတ်မယ်တခါတည်းကျမတို့လုံခြုံပါတယ်ဆိုတဲ့အရာတွေကိုဘုရားသခင်ကခွာချတတ်တဲ့အရာတွေလည်းရှိအဲ့ဒါကိုသတိရစေချင်သို့တော့အဲ့လိုအခွာချခင်ရတဲ့အခါမှာမုန်တိုင်းထန်လာတဲ့အခါမှာဘုရားသခင်ကိုယုံကြည်ခြင်းမပြတ်ဖွယ်အတွက်အရေးကြီးတယ်အပြင်ကသင်္ဘောပြတ်ရင်တောင်မှအတွင်းထဲမှာရှိတဲ့ယုံကြည်ခြင်းသင်္ဘောမပြတ်ဖွယ်အတွက်အရေးကြီးတယ်အာမင်ဒါကြောင့်မလို့သူကဘာပြန်ပြောလဲဆိုကျမဒီစကားလုံးကိုကြိုက်တယ်ငါကိုပိုင်တော်မူ၍ငါကိုးကွယ်တော်ဘုရားသခင်တနည်းအားဖြင့်ဘလောက်ပဲစုံစမ်းခြင်းတွေပြင်းထန်နေပါစေသူ့ရဲ့ထဲထဲမှာယုံကြည်ခြင်းသင်္ဘောမပြတ်ဘူးဆိုတဲ့အရာကိုပြောနေတာငွေကြေးပြတ်သွားတော့လဲယုံကြည်ခြင်းသင်္ဘောမပြတ်စေနဲ့သမီးကြီးစားအသင်ကိုဖြတ်သွားတော့လဲယုံကြည်ခြင်းသင်္ဘောမပြတ်စေနဲ့တည့်ရဲ့ခင်မွန်းတဲ့နဲ့ဇနီးတဲ့ကြားထဲမှာဆက်ဆက်ရေးပြတ်တောက်သွားတော့လဲယုံကြည်ခြင်းသင်္ဘောမပြတ်စေနဲ့တည့်ရဲ့အလုံးအကင်ထဲမှာအချင်းတွေမဟန်တော့ရင်လဲယုံကြည်ခြင်းသင်္ဘောမပြတ်စေနဲ့ဘေးနားမှာရှိတဲ့သူကိုပြောပါယုံကြည်ခြင်းသင်္ဘောမပြတ်စေနဲ့ထပ်ပြောပါယုံကြည်ခြင်းသင်္ဘောမပြတ်စေနဲ့ဒါကြောင့်မလို့အပြင်မှာရှိတဲ့အခြေအနေတွေဘလောက်ပဲပြိုလဲပါစေ
အတွင်းထဲမှာဘုရားသခင်နဲ့ပတ်သက်လာတဲ့အရာဘယ်တော့မှမပြိုလဲဖို့နဲ့ဘုရားသခင်သင်ကိုကောင်းချီးပေးပါစေကဲအဲ့ဒါမှသာလေသင်ရဲ့အသက်တာထဲမှာရှေ့ကိုဆက်နိုင်မှာဖြစ်တယ်သင်ကအဲ့ဒီလိုမျိုးယုံကြည်ခြင်းသင်မောပြက်ပြီဆိုရင်ဘယ်ပုံစံတွေပေါ်လာလဲဆိုတော့ဘုရားကြောင့်တက်ခြင်းနဲ့စိတ်မရှိတော့ဘူးဆုတောင်းခြင်းနဲ့စိတ်မရှိတော့ဘူးယုံကြည်သူတွေနဲ့အတူတူကမိသားရဖွဲ့ခြင်းနဲ့စိတ်မရှိတော့ဘူးကိုယ်ကွယ်ခြင်းတခြင်းတွေဆိုဖို့ရတဲ့စိတ်မပါတော့ဘူးဒါဆိုရင်ကျင်းသေးတယ်ယုံကြည်ခြင်းသင်မောစပြီးတော့ရိုင်နဲ့လာပြီဆိုတဲ့အရာကိုဘုရားကသင်ကိုစကားပြောနေတာဖြစ်တယ်ကဲနောက်ထပ်တတိယတစ်ခုကဘာလဲဆိုတော့အဲ့လိုမုန်တိုင်းထဲမှာရောက်ပြီဆိုရင်တယောက်ကိုတယောက်အားပေးဒီစောက်ဖွင့်တဲ့ဖြစ်တယ်အာမင်ပရတမန်တော်29 24ကနေ26ကိုရောက်လာတဲ့အခါမှာကျွန်မကိုဖတ်ပေးပါအောင်ပေါလုသင်သည်ဖတ်ပါဦးကဲတာဘယေရှေ့သို့ရောက်ရမည်သင်နှင့်အတူပင်လေကူးသောသူအပေါင်းတို့ကိုဘုရားသခင်သည်သင်အားပေးတော်မူပြီဟုဆို၏ထို့ကြောင့်အချင်းလူတို့တတ်တာခြင်းရှိကြလောငါအားမိန်တော်မူသည့်အတိုင်းဖြစ်လိမ့်မည်ဟုငါသည်ဘုရားသခင်ကိုအမိပြု၍ယုံခြင်းရှိ၏သို့တော်လည်းတစုံတစ်ခုသောကျွန်းပေါ်မှာသင်္ဘောတင်၍ပြည့်ရမည်ဟုပေါလုဆို၏အဲ့တော့ဒီနေရာမှာရှင်ပေါလုကသူတစ်ပါးလိုပဲသူလည်းဒုက္ခဆင်းရဲရင်ဆိုင်ရတာပါသူတစ်ပါးထမင်းငတ်တယ်လို့သူငတ်တယ်သူတစ်ပါးမုန်တိုင်းတိုက်ခံရတယ်လို့သူတိုက်ခံရတယ်ဒါပေမဲ့သူတစ်ပါးရောက်ရက်ခတ်နေတယ်လို့သူရောက်ရက်ခတ်မနေဘူးသူဘာလုပ်လဲသူတစ်ပါးကိုပြန်လဲပြီးတော့မှမုန်တိုင်းကြုံနေရတဲ့အချိန်မှာပဲလေအားပေးတယ်အဲ့ဒါကစစ်မှန်တဲ့ယုံကြည်ခြင်းနဲ့ရှိနေတဲ့သူတွေအသက်တာထဲမှာထင်ရှားတဲ့တက်သေးတာတကားတစ်ခုဖြစ်တယ်။ဖယားသခင်နဲ့အမှန်တကယ်တွာလာနေတဲ့သူကသူတစ်ပါးလိုမျိုးမိုးခါရီတောက်နေရတဲ့အချိန်မှာတောင်မှသူ့ရဲ့နှုတ်ရှာပါဇက်ကညီးတွားတဲ့အရာမထွက်ဘူး။ဟာလေလုယာ။ပြန်လဲပြီးတော့သူတစ်ပါးကိုအားပေးတဲ့စကားတွေနဲ့တိဆောက်တဲ့စကားတွေနဲ့ထွက်လာတာဖြစ်တယ်။ဒါကြောင့်သူကဘာပြောလဲဆိုတော့ငါတို့ဟာတတ်တာခြင်းရှိမဲ့သူတွေဖြစ်တယ်။အာမင်။ငါတို့ဟာစိုးရိမ်ခြင်းနဲ့ပြည့်နေရမယ့်သူတွေမဟုတ်ဘူး။ငါတို့ဟာတနေ့ကဲတာရှင်ဘီရဲ့အရှိအထိရောက်ရမယ့်ပုံကိုယ်တွေဖြစ်တယ်ဆိုပြီးတော့တယောက်ကိုတယောက်အားပေးတယ်။ဒါကြောင့်ဘေးနားမှာရှိတဲ့သူဒုက္ခဆင်းရဲရောက်နေတဲ့သူတွေကိုကျမတို့တွေ့ပြီဆိုလို့ရှိရင်အားပေးဖို့ရတဲ့ဘုရားခင်ကသူ့ကိုတင့်စီကိုလွှတ်လိုက်တာ။အာမင်။အဲ့တော့တွေ့တဲ့အခါမှာဟဲ့ညီနဲတော့နဲသေးတယ်ခံလိုက်အောင်ပေါ့အဲ့ဒီစကားအယုံကြည်သူပြောရမယ့်စကားမဟုတ်ဒါကြောင့်ဘေးနားမှာရှိတဲ့သူကိုဘယ်လိုပြောရမလဲဆိုတော့နင့်ကိုဘုရားကတတ်တာခြင်းပေးမှာပါနင့်ရဲ့တတ်တာထဲမှာနင့်ရောက်ရမယ့်ပန်းတိုင်ကိုရောက်မှာပါဟာလေလုယာနင့်ဟာမုန်တိုင်းရဲ့အထက်မှာပြန်တန်းတိုင်တဲ့သူဖြစ်မှာပါနင့်ဟာပြဿနာရဲ့အရှိမှာဒူးထောက်ပြီးတော့ပြိုလဲမဲ့သူမဟုတ်ဘူးနင့်ဟာစိတ်တကြမဲ့သူမဟုတ်ဘူးအာမင်ဒါဘေးနားမှာရှိတဲ့သူကိုတစ်ချက်လောက်ကြည့်ပြီးတော့ပြောလိုက်စေခြင်းနဲ့နင့်ကိုဘုရားခင်ကတိဆောက်ပေးနေတာနင်ပြိုလဲစရာမရှိဘူးစိတ်တမကြနဲ့တငယ်ချင်းပြောပါအမလေးကျမပြောတာပဲခေါင်းလိုက်ညက်တယ်စိတ်တမကြနဲ့ပြန်ထပါနေရောက်မဲ့ပန်းတိုင်ကိုရောက်မှာအာမင်ငိုကြွေးမနေနဲ့အာမင်အမောင်ခန်းထဲမှာထိုင်မနေနဲ့အာမင်ဟာလေလုယာဒါကြောင့်ဒီနေ့ဘုရားခင်ကဒါလေးကိုသိစေခြင်းနဲ့မုန်တိုင်းထဲမှာကျွန်တော်တို့ကြုံတွေ့နေရတဲ့အခါမှာ complain တက်ဖို့မဟုတ်ဘူးအာမင်အားပေးတိဆောက်ဖွင့်ရတဲ့ဖြစ်တယ်ဒါကြောင့်ဒီမှာရှင်ပေါလုပြောတဲ့အရာသဘောကျတယ်။တင်းပိုးတော့ပြတ်မှာပါတဲ့။ဒါပေမဲ့စိတ်တက်ပိုင်းဆိုင်ရာမှာပြတ်သွားဖို့တော့ဘုရားခင်ကအလိုတော်မရှိဘူး။ဒါကြောင့်မလို့အခြေအနေနေတော့အစဉ်ပြေခြင်းမပြင်ပါပါ။ဒါပေမဲ့အထဲထဲမှာရှိနေတဲ့ဘုရားအပေါ်မှာစိတ်ချနေတဲ့အရာမပြတ်စည်းဖို့ရန်အတွက်တယောက်ကိုတယောက်အားပေးပြီးတော့ဆွဲခေါ်ဖို့နဲ့ဘုရားခင်အလိုတော်ရှိတယ်။အာမင်။ကဲနံပါတ်၄တစ်ခုကဘာလဲဆိုတော့ဝိညာဉ်ရေးဆောင်ရွက်ခြင်းမရက်တန့်စေနဲ့။ကဲဝိညာဉ်ရေးဆောင်ရွက်ခြင်းမရက်တန့်စေနဲ့အဲ့တော့မုံတိုင်းကြုံပြီးဆိုလို့ရှိရင်ဝိညာဉ်ရေးကအဖိထိုက်ပြတ်တတ်တယ်အဲ့တော့ဒီနေရာမှာလဲကြည့်တဲ့အခါမှာထမင်းမစားတာတော်တော်ကြာနေပြီ14ရက်လောက်ရှိနေပြီဘိုင်းမစားကြတော့ဘူးအဲ့ဒီအချိန်မှာရှင်ပေါလုကဘာပြောလဲဆိုတော့အစာကိုစားကြပါလို့ပြန်ပြီးတော့တိုက်တွန်းရတယ်ထမင်းမစားတာမုံတိုင်းထဲမှာ14ရက်ရှိနေပြီနော်အစာကိုစားပါငါတို့ဟာချမ်းသာရမယ့်သူတွေဖြစ်တယ်တနည်းအားဖြင့်ငါတို့ဟာလွတ်မြောက်မယ့်သူတွေဖြစ်တယ်တဲ့သူကဘယ်လိုဆက်ပြောလဲဆိုတော့သင်တို့စံချီတပင်မြမပြည့်စည်ရအာမင်ဒါကြောင့်မလို့မုန်တိုင်းထဲမှာရောက်တဲ့အခါမှာဘုရားရဲ့အလိုတော်လမ်းကြောင်းထဲမှာသင်ရှိနေသည်၍သင်ရဲ့အတ္တတာထဲမှာသင်ရဲ့စံချင်မြင်တပင်မှမပြည့်စည်ဖို့နဲ့ဘုရားတာဝန်ယူတယ်ဆိုတဲ့အရာကိုအောက်မေ့စေခြင်းနဲ့အာမင်ဒါကြောင့်မလို့ဒီနေ့ကျွန်တော်တို့ရဲ့အတ္တတာထဲမှာမတူညီတဲ့မုန်တိုင်းတွေကြုံဆုံရတဲ့အခါမှာတူညီတဲ့ဘုရားရှိတယ်ဆိုတဲ့အရာကိုသတိရပါဘုရားရဲ့ရှေ့ကိုသွားတဲ့အခါမှာကိုတော်ကျွန်တော်ပြဿနာကတိတ်ကြီးတာပဲဆိုပြီးတော့ဘုရားရှေ့မှာသွားပြီးတော့ပြဿနာဘလောက်ထိတကိုးကြီးတယ်ဆိုတဲ့အရာကိုမပြောပါနဲ့ကျွန်တော်တို့လို့မဲ့အရာကမုန်တိုင်းကိုအမိန့်ပေးဖို့ရန်အတွက်ဖြစ်တယ်ဟာလေလုယာယေရှုကမုန်တိုင်းကိုအမိန့်ပေးခဲ့တယ်လို့ပဲမုန်တိုင်းထဲမှာပေတရုကဘုရားသခင်ရဲ့တတ်နိုင်ခြင်းကိုကြေညာခဲ့တယ်လို့ပဲကျွန်တော်တို့ကမုန်တိုင်းကြုံနေပြီဆိုရင်ကျွန်တော်တို့ဘုရားဘလောက်ထိကြီးမြတ်တယ်လဲတတ်နိုင်တယ်လဲဆိုတဲ့အရာကိုကျွန်တော်တို့ကကြေညာဝန်ခံကြရမှာဖြစ်တယ်အာမင်ဟာလေလုယာပေါလုကဘာလုပ်တယ်လဲဆိုတော့ပေါလုဒီမုတ်ကိုယူ၍ထိုသူများရှင်တဲ့ဘုရားသခင်ဂျေဇုတော်ကိုချီးမွမ်းပြီးမှမုတ်ကိုဖဲ့၍စားလေ၏တဲ့
ဆိုလိုတဲ့အရာကကျမတို့ဝိညာဉ်ရေးရမှာလဲဒုက္ခဆင်းရဲရောက်လာပြီဆိုရင်ဖခင်နဲ့ပတ်သက်တဲ့အရာအားလုံးဆန္ဒမရှိတော့ဒါပေမဲ့ရှင်ဘောလူလုပ်တဲ့အရာကိုသတိရငါဝိညာဉ်ရေးရအားနေလို့မဖြစ်ဘူးငါစားရမယ်ဟာလေလုယာတရားဟောချက်တွေငါနားထောင်ရအောင်မယ်အာမင်လူရဲ့အစီအစဉ်တွေလူငယ်များငါတက်ရအောင်မယ်ဟာလေလုယာမိဘတွေလည်းဒီတိုင်းပဲငါမကြမ်းမမာတော့လဲငါဖခင်เจ้าကိုရောက်အောင်လာမယ်အမေတော့ကျမတညလုံးချောင်းဆိုးထားတယ်ကျမတိတ်ပြီးတော့အစင်မပြေမိုးမိတယ်လို့တွေဖြစ်ပြီးတော့မှကျမနေမဟုတ်ဘူးငါဒီနေ့ဝင်ငှမယ်အရာအတွက်ငါဝင်ငှမယ်ဘာကြောင့်လဲဆိုငါဝင်ငှနေနေဘုရားခင်ငါ့ကိုကျမ်းမာခြင်းပေးမယ်အဲ့တော့ငါရဲ့မကျမ်းမာခြင်းဆိုတော့မုံတိုင်းဟာငါဝင်ငှနေတဲ့အချိန်မှာကျမ်းမာသွားမယ်ဆိုတဲ့အရာကိုကျမယုံကြည်တယ်အာမင်မုံတိုင်းထဲမှာကြုံတွေ့ရတဲ့အခါမှာလက်လျှော့ရှုံးပေးပြီးတော့နောက်ဆုတ်ဖို့မစင်စားပါနဲ့မုံတိုင်းကိုရင်ဆိုင်ပြစ်လိုက်ပါအာမင်ကဲတော့ဒီနေရာမှာဘာဖြစ်လဲဆိုတော့စိတ်သက်သာခြင်းရှိပြီးအစာကိုစားကြ၏တဲ့ဒါကြောင့်သင်ရဲ့အသက်တာထဲမှာမုံတိုင်းထဲမှာစိတ်သက်သာခြင်းရခြင်းနဲ့ဆိုလို့ရှိရင်တနည်းပဲရှိတယ်ဝိညာဉ်ရေးရနဲ့ဆိုင်တဲ့အစာကိုလာစားကြပါအာမင်ကဲနောက်ဆုံးနံပါတ်5ကဘာလဲဆိုဖခင်သခင်ဖွင့်ပေးသောထွတ်မြောက်လမ်းကိုလိုက်လျှောက်ပါ follow God's way of escape အဲ့ဒီနေရာမှာဒါလေးကိုဖတ်စေချင်တယ်ဒါလေးကိုဒူပါဖတ်ရအောင်တမိုးသည်ပေါလုကိုချမ်းသာစေခြင်းကအလိုရှိသဖြင့်စစ်တရေတို့၏အကြံကိုမြစ်တာ၍ကူးနိုင်သောသူတို့သည်အရင်ဆင်း၍ကုန်းသို့သွားစေခြင်းက၎င်းကျွင်းသောသူတို့သည်ပြင်များမှဆ၍သင်္ဘောတစားများကိုစီးစေခြင်းက၎င်းစီရင်လေ၏ထိုတို့လူအပေါင်းတို့သည်ဘေးနှင့်လွတ်၍ကုန်းပေါ်သို့ရောက်ကြ၏အဲ့တော့မုန်တိုင်းထမ်းပြီးဆိုဘုရားသခင်တင့်အတွက်မုန်တိုင်းတွေကလွတ်ဖို့ရန်အတွက်ထွက်မြောက်လမ်းကိုပြင်ဆင်ပေးလိုက်မယ်ဒါပေမဲ့အဲ့ဒီထွက်မြောက်လမ်းကတခါတလေငါးကြီးလည်းဖြစ်နိုင်တယ်လို့ပင်လယ်နှချမ်းကွဲပေးတာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်သို့တော့တချို့အချိန်မှာတော့ငါးလည်းမဟုတ်ဘူးပင်လယ်နှချမ်းကွဲပေးတာလည်းမဟုတ်ဘူးကိုယ်တိုင်လက်ပြကူးရတဲ့အချိန်ဆိုတာလည်းရှိတယ်လို့ပြင်ပြားရှာပြီးတော့အသက်လွတ်အောင်ဖြစ်ရတဲ့ຢာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ဒါကြောင့်လို့ဘုရားသခင်ကကိုလိုချင်တဲ့ပုံစံနဲ့ကိုကိုလာကယ်ပေးမှာဘဲလို့စဉ်းစားနေရင်တစ်သက်လုံးလွတ်မှာမဟုတ်ဘူးဒါကြောင့်ဘုရားသခင်ဘလို့ပုံစံနဲ့ငါအတွက်လမ်းကိုဖွင့်ထားမလဲအဲ့ဒီလမ်းဖွင့်တဲ့အရာကကိုအထင်မကြီးတဲ့သူတယောက်စီကလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ဒါကြောင့်ဘုရားငါ့ကိုဘလို့လမ်းသူလမ်းဖွင့်ပေးတဲ့ပုံစံကပြင်ပြားတပြားလို့ဒါမှမဟုတ်သင်္ဘောထဲမှာရှိနေတဲ့ကျိုးပဲ့သွားတဲ့အပိုင်းအစတစ်ခုခုလို့ဖြစ်နေရင်တော့အဲ့ဒီအထဲထဲကနေငါ့ကိုလွတ်မြောက်စေမယ်ဆိုရင်အဲ့ဒီအရာကိုငါဖတ်တွယ်ဖို့ရအတွက်ဝန်မလေးသောသူတွေဖြစ်ပါဒါကြောင့်ကျမတို့ရဲ့အသက်တာထဲမှာဘုရားသခင်ထွတ်မြောက်လမ်းကိုပေးပြီးဆိုရင်ကြီးမများနဲ့ luxury ထွတ်မြောက်လမ်းလို့ဘုရားမပြောထားဘူးကိုယ့်အတွက်ဘုရားသခင်ပြင်ဆင်ပေးတဲ့အရာပေါ်မှာကျေးဇူးတင်ပြီးတော့ကျေနပ်ခြင်းနဲ့အဲ့ဒီအရာပေါ်မှာဝန်ခံပြီးတော့မှထွက်လိုက်ပါဘုရားသခင်ပြင်ဆင်ထားပြီးတဲ့ထွတ်မြောက်လမ်းတဲ့အတွက်တကယ့်ကိုအကောင်းကြီးဖြစ်စေမဲ့လမ်းကိုသင်ရောက်သွားမှာပါနောက်ဆုံးဧကရမင်းရှေ့ထိရောက်မယ်ဆိုတဲ့အတိုင်းပဲရှင်ဘောလူရောက်ခဲ့တာပဲမဟုတ်ဘူးလားဒါကြောင့်သင်ရဲ့အသက်တာထဲမှာသင်ရောက်ခြင်းတဲ့ပန်းတန်ကိုအရောက်ပို့ပေးမဲ့ဘုရားသခင်ကဘလို့ပုံစံနဲ့ပဲသင်ကိုထွက်မြောက်ခိုင်းမကြီးကျင်နဲ့တခါတည်းခရိယန်တွေကအယံကိုကြီးကျယ်တဲ့ယူပါယုံတွေရှိကြတယ်ခမ်းနားတဲ့ယူပါယုံတွေရှိကြတယ်ဒါပေမဲ့စိတ်ဓာတ်တော့မကြီးကျယ်ကြနဲ့ကြီးမားတဲ့ယူပါယုံရှိတာကောင်းတယ်ဒါပေမဲ့ကြီးကျယ်တဲ့စိတ်ထားရှိတာတော့မကောင်းဘုရားသခင်ဒီလိုပုံစံမဲ့ကျွန်တော်ကိုချီးမြှောက်ပေးဒီလိုပုံစံမဲ့ကျွန်တော်ကိုကောင်းချီးပေးမဟုတ်ဘူးကိုတို့အလိုတော်အတိုင်းကျွန်တော်ကိုထွက်မြောက်စေမယ်ဆိုရင်ဒီလမ်းမှာကျွန်တော်သဘောတူတယ်လို့ပြောဖို့ရတဲ့ပဲဖြစ်ပါတယ်ဒါကျွန်မအမြဲတမ်းပြောတယ်လူနှစ်ဦးသဘောမတူဘယ်လိုလုပ်ခရီးကိုဆက်လို့ရမှာလဲဒါကြောင့်မလို့တင့်ကိုထွက်မြောက်ဖွင့်တဲ့ဘုရားသခင်ကဒီနီလန်းပေးတယ်ဆိုဒီနီလန်းမှာထွက်မြောက်ဖွင့်တဲ့ဘုရားသခင်နဲ့အတူသင်လျှောက်လန်းဖွင့်တဲ့ဒီနေ့ဘုရားသခင်အလိုတော်ရှိပါတယ်အာမင်ဒါကြောင့်မလို့ဒီနေ့ဘုရားသခင်ထွက်မြောက်စေတဲ့လမ်းကိုလိုက်လျှောက်ဖွင့်ရတဲ့ဒီနေ့ဘုရားသခင်သင်ကိုနိုးစော်နေတာဖြစ်တယ်အလင်းမြန်လျှောက်ဖွင့်ရန်အတွက်ဒီနေ့အားယူကြပါဘာကြောင့်လဲဆိုဒီနေ့ဘုရားသခင်အလိုတော်ထဲမှာသွားတဲ့သူကမုန်တိုင်းရဲ့အထက်မှာပြန်တန်းနိုင်ရတော့အခွင့်ကိုပေးတယ်ဘယ်တော့မှအဲ့ဒီလူကမဆုံးရှုံးဘူးဟာလေလုယာဒါကြောင့်ဘုရားကဘာပြောလဲကောင်းတဲ့သူလို့ခေါ်တဲ့ငါရဲ့စကားကိုနားထောင်တဲ့သူရဲ့အသက်တာလုံခြုံစွာနေရမယ်ဘေးကိုမကြောက်ဘဲနဲ့ငြိမ်ဝတ်တဲ့ခွင့်ဘုရားကပေးမယ်လို့ပြောထားတယ်ဟာလေလုယာ